တာရောရှင်များများတိလရှင်ဆရာလေးများမျိုးကောင်းသားမျိုးကောင်းသမီးယောဂီပေါင်းသူတော်ကောင်းတို့အားလုံးမင်္ဂလာပါတာရဏတော်နေ့2580ခုနှစ်မြန်မာကောဇာတက္ကရာ1388ခုနှစ်ပထမဝါဆိုလပြည့်ကျော်2ရက်ခရစ်နှစ်2026ဇူလိုင်1ရက်မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ရေတကွန်တောင်ဇီနောတရတဲအင်းဓမ္မရိပ်သာ၌ကျင်းပပြုလို့သောတဲအင်းကူဝိပဿနာအဋိဌံ10ရက်တရားစခန်းဝယ်ဒီကနေ့တရားရှုမှတ်ပွားများအားထုတ်လာကြတာအဋိဌံရဲ့ဘယ်နှစ်ရက်မြောက်တဲ့နေ့လဲ10ရက်အဋိဌံရဲ့2ရက်မြောက်တဲ့နေ့10ရက်အဋိဌံရဲ့2ရက်မြောက်တဲ့နေ့မှာမြတ်ဗုဒ္ဓရဲ့တာဝကကြီးတစ်ပါးဖြစ်တဲ့ဘုန်းကြီးတို့ရဲ့မူလပထမအနန္တဂုဏ်ယေရှုတော်ရှင်တဲမှုဆရာတော်ဘုရားကြီးရဲ့ခန္ဓာကိုယ်တွေ့ဉာဏ်မြင်ဝိပဿနာလက်တွေ့ကျင့်စဉ်တရားတော်များကိုအဋိဌံဝင်ရောက်ရှုမှတ်ပွားများအထောက်ကြကုန်သောတာတော်ရှင်များတိလရှင်ဆရာလေးများအမျိုးကောင်းသားမျိုးကောင်းသမီးယောဂီအပေါင်းသူတော်ကောင်းတို့ရဲ့စိတ်မှာမရှင်းမလင်းတာတွေရှင်းလင်းဖို့တန်တရားမှဖြစ်နေတဲ့စိတ်တန်တရားမှလွတ်မြောက်ဖို့မသိသေးတဲ့တရားတွေကိုသိဖို့သိပြီးတဲ့တရားတွေကိုတစ်နေ့နဲ့တစ်နေ့တရက်နဲ့တရက်တရားတစ်ထိုင်နဲ့တစ်ထိုင်အတိတွေတိုးတိုးပြီးဓမ္မရေးချိန်မြင့်မှဓမ္မညာအလင်းပွင့်ပြီးတော့သစ္စာညာအလင်းရကြပါစေဆိုပြီးရှင်သာရိယစေနာရေးချိန်သည်ဓမ္မရှင်သာများရှင်းလင်းဟောကြားနာယူရမယ့်အချိန်ဖြစ်ပါတယ်ဒီကနေ့တော့ဘုန်းကြီးရှေ့ပိုင်းမှာရဟန်းရှင်သူယောဂီပေါင်းသူတော်ကောင်းတို့အားရှောင်းစရာဆောင်စရာသိစရာတွေပြောရင်ဟောရင်နဲ့ဘုန်းကြီးတို့ဟာမိနစ်50လောက်အချိန်ကုန်သွားပါပြီကျန်တဲ့အချိန်ပိုင်းမှာယောဂီတို့ကိုဓမ္မရှင်သာများရှင်းလင်းဟောကြားမှာဖြစ်ပါတယ်ဓမ္မရှင်သာများမရှင်းလင်းမဟောကြားမီတရားရဲ့ပိုင်းရှင်တပ္ပညုတညာတော်တခင်ဘုရားရှင်အားဘုန်းကြီးတို့လက်အုပ်ချီမှုမရှိခိုးမိမှာတရားအထုတ်ကြကုန်သောရဟန်းရှင်လူယောဂီပေါင်းသူတော်ကောင်းတို့နဲ့အရာလေးမျက်နှာအရာရှင်းမျက်နှာအရာဆင်းမျက်နှာအနန္တစัจ java လာနေထိုင်ကြတဲ့အနန္တစัจ java လာမှာနေထိုင်ကြတဲ့လူနာပြေမှာတတ္တဝါပေါင်းတို့ကိုဤနေရာဤဒေသဇီနောတရားကျောင်းဓမ္မယုံတော်ကြီးအတွင်းတို့တရားနာဖိတ်ကြားကြရအောင်သမန္တာရှိအနောက်တောင်းနေမြောက်ပါတဲ့ဝေယယတိတာမသကဝါလေးသူယောဇနာပေါင်းတောင်းတဲ့နာစัจ java လာအနန္တရု၌ဝတ္တန္တာကာလောသွားစည်းစိမ်မျိုးမျိုးတို့ဖြင့်ပြောခြင်းသောနေတကြကုန်တို့ဒီဝတာသာနေမှာစောင့်ကြနေတဲ့ဘုံမယုံနတ်တွေတေပင်တွေမှာနေကြတဲ့ရုပ်ဝဲစုနာကောင်းကင်မှာနေကြတဲ့အာဂတဇုနာ
အစာရှိသောဆိုင်ရာဆိုင်ရာနာပေါင်းတို့သည်၎င်းဤနေရာဤဒေသဤနေရာဤဒေသဤမြို့ဤနေဤနေရာဤဒေသဤမြို့ဤဌာနမှာဘဝတပါးကွယ်လွန်ပြောင်းသွားကြကုန်သောဆွေတော်မျိုးတော်ပေါင်းတို့အား၎င်းအတရာနိဗ္ဗာန်ရောက်ကြောင်းခန္ဓာကိုယ်တွေ့တရားတွေဟောကြားရာပြသရာအာထုရာယေယဣဒနာတုဇိနောတေယရိတ္တာဓမ္မယုံတို့ကြီးအတွင်တို့အာဂဇန္တုစိတ်ထားတရားပိတ်ပြလိုက်ပါရဲ့ညာတရားကြာရအရာရောက်ရအရာရှိကတရားဓမ္မတွေကိုအတူတကွာနာကြရန်လာကြပါကုန်လောပါဒန္တာတုဏ္ဍုတရတောမနဇောကများစွာတရားဓမ္မတွေကိုအတူတကွာနာကြရန်လာကြပါကုန်လောပါဒန္တာဘုရားမြတ်စွာသာသနာတည်းကြုံလဲကြုံရတုံလဲပါကိုရလာပြီများအိုးနာများနှင့်လူများပေါင်းတို့အယံကာလောကိုရောစိတ်ပါကြည်လင်းရွှင်ပြဤအချင်းအခါကာလကြီးဒီကဓမ္မသဝနာကာလောတဆင်းနဲ့တဆင်းမြင့်တဲ့မြင့်ကြရအောင်တရားဓမ္မတွေကိုအတူတကွာနာကြရအချိန်ကာလကြီးပါပြီတည်းအရာလေးမျက်နှာအရာရှင်းမျက်နှာအရာဆယ်မျက်နှာအနန္တစัจ java လာနေတိုင်းကြတယ်အနန္တလူနာပြဲမှာတတ္တဝါပေါင်းတို့အားတရားနာဖိတ်ကြားပြီးတော့တရားရဲ့ပိုင်းရှင်တပ်ပင်ညုတညာတော်တခင်ဘုရားရှင်အားဘုန်းကြီးတို့ရဲ့မြတ်ရာထတင်ဥထိတ်ပလင်ထဲသို့ကြွရောက်တရင်သုံးတော်မူပါရလက်ဥချီမှုဒုတိစွာတယောက်ထားကြရအောင်ကေတခိနာဝကာနာတသမုနာယေဝဝေင္ကတာပါဏိပါဒာဒရာနာဝမောနေဒတာပိရတတာမောနေဒတာကိုရောကလေးလာစိတ်တော်ကလေးလာယုတ်တော်ကလေးလာနန္တော်ကလေးလာကိုရောစိတ်ရောယုတ်ရောနာရောအလုံးစုံလာတုမို့သုံးဘုံဘွားတို့နဲ့တကွာလောကဒုထအစိမ့်တရားမြတ်စွာဘုရား၏ကေတခိနံဝါမြဲလုံးတော်မြဲခုံတော်ဒုက္ခတလည်းမဟုရာကိုမေလောင်းပြီးတကယ်သို့ယူမောင်းမဲနဲ့တော်မူလာပါသည်ဘုရားမနာတိနာမကာယမနာရွှင်ပြုံးဖာဘုရားရဲ့စိတ်နှလုံးတော်မူကားနာကနာတံဘုရားတပည့်တော်တို့လိုအမဲအနဲ့ဆိုတာအလုံးဝေးပါရဲ့တပွေပွေတောင်းတိန်တော်မူလာပါသည်ဘုရားသာရိဟောမောနေဒတာ
ကိုယ်တော်ကလည်းလာစိတ်တော်ကလည်းလာယုတ်တော်ကလည်းလာနာမ်တော်ကလည်းလာကိုယ်ရောစိတ်ရောယုတ်ရောနာမ်ရောအလုံးစုံလာတူမို့သုံးဘုံဘောတို့နဲ့တကွလောကထုထအစိမ့်တရားမြတ်စွာဘုရား၏ဗမုနာယေဝမြေလုံးတော်အထက်ရှိကမြေခုံးတော်နှစ်ဖက်တို့ကသာလျက်ဝန်ခံတန်ရင်ယုံလေးကော့ညွတ်လို့အလုံးမင်းတင့်တဲ့တပ်ပေတော်မူလာပါသည်ဘုရားစိတ်တေနာမကာယမနာရှင်ပြုံးဟာဘေရရဲ့စိတ်နှလုံးတော်မူကားဝန်ခံတန်ဖယားတပည့်တော်တို့လိုစိတ်ဆိုးစိတ်ကောင်းစိတ်ပေါက်တော်မူခြင်းဆိုတဲ့အဖြစ်တည်းများသည်နတ်တိဖာဖယားကိုမှမယုံမှားပါဘူးဖာဖယားကိုမှဗလာနာတိကွာကင်းတော်မူလာပါသည်ဖယားမောနေဒါတာကိုယ်တော်ကလည်းလာစိတ်တော်ကလည်းလာနာမ်တော်ကလည်းလာယုတ်တော်ကလည်းလာကိုယ်ရောစိတ်ရောယုတ်ရောနာမ်ရောအလုံးစုံလာတူမို့သုံးဘုံပေါ်တို့နဲ့တကွလောကထုထရူပအစိမ့်တရားမြတ်စွာဘုရား၏ပါဏိပါဒတရာဏဝလေဘွားတော်ခြေဘွားတော်နှုတ်ခမ်းတော်သူကသာလျက်နှုတ်ခမ်းတော်သူကသာလျက်နေစီအတွေ့ကဲ့သို့အစင်းနေနေကလေးနဲ့အလုံးမင်းတပ်ပြတော်မူလာပါသည်ဘုရားစိတ်တေနာမကာယမနာရှင်ကျိုးဘုရားရဲ့စိတ်နှလုံးတော်မူကားအဘိရာတတာ6အာယုမိတွဲလျက်ညီရဲတော်မူခြင်းဆိုတဲ့အဖြစ်တည်းများသည်နတ်တိဖာဘုရားဘောမှာမယုံမှားပါဘူးမောမုံမွားမွားကလေးများမရှိယိုမာလာပါသည်ဘုရားသောဗုဒ္ဓလူဘဝနတ်ဘဝဆိုတဲ့ဘဝကဘာလုံးတို့၌အလအတာဆုံးအလယရနာဒုံကြီးဖြစ်တော်မူပါတဲ့ထိုအလတခင်အလဘေအလပိုင်ရှင်ဖြစ်တော်မူသောဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်သည်မေမာကရုပ်ကိုလည်းအလပြဲနာမ်ကိုလည်းအလပြဲကိုယ်ကိုလည်းအလပြဲစိတ်ကိုလည်းအလပြဲကိုယ်ရောစေရောယုံရောနာမ်ရောအလုံးစုံလှခြင်းရတဲ့ဘုရားတပည့်တော်တို့ဤတိတကေမြတ်ရထားတဲ့ဥထိပ်ပလင်ထက်သူသာတုတိနေတရကိန်းဝတော်မူလဲပါဖရာသာတုအလိုလိုထုံကျူကမွေးလာစွာဖြင့်မေတ္တာကရုဏာမောဒိတာဥပက္ခဆိုတဲ့ရမေဆိုအောင်တွေတဦးနဲ့တဦးတယောက်နဲ့တယောက်လူမြတ်ကြရအောင်ဖာဘေယကိုယ်တော်တိုင်ဖေးကူမဖို့ကြွားရောက်တော်မူလေပါအလတခေအလဘေယဖာဘေယကိုယ်တော်မြတ်ကြီးဖရာတရားရဲ့ပိုင်းရှင်သဗ္ဗညုတဘုရားရှင်
ဘုရားရင်ကိုယ်တော်မြတ်ကြီးအားဘုန်းကြီးတို့ရဲ့မြတ်ရာထားတဲ့ဥထိတ်ပလင်ထဲသို့တွားရောက်တော်မူ၍မြတ်ဗုဒ္ဓရဲ့ဒီဘဝဒီခန္ဓာတိတာရဏမှာတဘာဝတခန္ဓာဒီဘဝဒီခန္ဓာဒီတာရဏနဲ့တွေ့နေတဲ့အချိန်ကာလဘဝလွတ်မြောက်မှုချမ်းသာကိုရှားဖွေကြတဲ့တရားအားထုတ်ကြတဲ့ရဟန်းရှင်လူယောဂီပေါင်းသူတော်ကောင်းတို့နဲ့တကွဆယ်လုံးလုံးဝေယဝေစပြုလုပ်ဆောင်ရွက်ကြကုန်တို့အမျိုးကောင်းသားအမျိုးကောင်းသမီးခုနှစ်နှစ်သားခုနှစ်နှစ်သမီးမျိုးစားတိမ်ချုံအလုံးစုံသောပုဂ္ဂိုလ်တို့အားဖဗျာကိုရောမြတ်ကြီးရဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြမဲဆိုအဟုန်တွေမေတ္တာဓာတ်တွေကရုဏာဓာတ်တွေဖြန့်ကျက်တဲ့ဘုရားရှင်ရဲ့မေတ္တာအောက်ကရုဏာအောက်မှာသာတော်ရှင်များဝေယဝေစာပြုလုပ်တဲ့အာလုံတော်ခုနှစ်တိသာခုနှစ်နေသမီးတို့ဒီဆဲရဲ့တိုင်တိုင်ဘေခသိင်ယခသိင်အန္တရခသိင်ကြောင်းယခသိင်ဆင်းရဲခသိင်ကိုယ်တို့မကြမြောက်ကြကုန်၏ဖြစ်၍ကာဆိုယောဂဆိုဥပါဆိုအန္တရဆိုအမျိုးမျိုးသောဓမ္မအန္တရခပင်ရံဆွေသည်အကုန်ကင်း၍အလင်းမရှိကြကုန်၏ဖြစ်၍ကောစိတ်နှပြကျမ်းမာချမ်းသာစွာဖြင့်ဆဲရဲလုံးလုံးခန္ဓာညာရောက်တရားတွေအားထုတ်ပြီးတော့ဓမ္မညာလင်းနေပွင့်လို့သစ္စာညာလင်းနေရကြပါစေဆိုပြီးဒီနေ့ဘုရားရှင်ရဲ့မေတ္တာကိုခံယူပြီးတော့အားလုံးဘုန်းကြီးတို့အနန္တစัจ java ဝရမှာရှိတဲ့တတ္တဝါတူကိုမေတ္တာပူကြရအောင်လက်အုပ်ကလေးတွေချမျက်လွှာလေးတွေချပြီးတော့ယောဂီတို့ရဲ့နေ့စဉ်အာထုထားတဲ့ယောဂီတို့ရဲ့နေ့စဉ်အာထုထားတဲ့သီလသမာဓိသီလသမာဓိပညာဆိုတဲ့တရားတွေတကယ်နေ့အာထုထားတဲ့သီလသမာဓိပညာတရားတွေဝိုင်းဝန်းထားတဲ့ဝိုင်းရထားတဲ့ကိလေသာမှတန့်စင်သောယောဂီတို့ရဲ့ရှုမှတ်မှုစိတ်ကလေးနဲ့အနန္တစัจ java လာနေတိုင်းကြတဲ့အနန္တတတ္တဝါတူမေတ္တာဓာတ်များပို့လို့မယ်သဗ္ဗေခတိန်ကုံသောတတ္တဝါအနန္တမန္တေများတို့သည်အဝေရာယမရှိကြကုန်သည်ဟွန်တုအတိတိကိုယ်စီကိုယ်ငါဖြစ်တော်မူကြပါစေကုန်တည်းလုံးစုံများစွာတတဝါယံကွာကင်းလို့ရှင်ပါစေလုံးစုံများစွာတတဝါယံကွာကင်းလို့ရှင်ပါစေလုံးစုံများစွာတတဝါယံကွာကင်းလို့ရှင်ပါစေသဗ္ဗေကတိကုံသောတတ္တတဝါအနန္တမန္တေများတို့သည်အနိကဆင်းရဲမရှိချမ်းသာခြင်းရှိကြကုန်သည်ဟောတုတရားအားထုတ်ကြကုန်သောရဟန်းရှင်လူယောဂီအပေါင်းတို့ကမေတ္တာချူလိုက်ပါရဲ့တင်တို့တွေတောကတွေကင်းတော်မူကြပါစေကုန်တည်းသုံးဘုံလောကဝိနေယသောကတွေလည်းကင်းပါစေသုံးဘုံလောက
ကဝိနိယတောကတွေလည်းကဲပါစေသုံးဘုံလောကဝိနိယတောကတွေလည်းကဲပါစေသဗ္ဗေကတိကုဏေတတ္တတတ္တဝါအနန္တမန္တများတို့သည်အနိကဆင်းရဲမရှိချမ်းသာခြင်းရှိကြကုန်သည်ဟောတုတရားနာပရိဒတ်တရားအားထုတ်ကြကုန်သောယောဂီပေါင်းသူတော်ကောင်းတို့ကမေတ္တာချွေးလိုက်ပါရဲ့တင်တို့တွေတောကတွေကင်းတော်မူကြပါစေကုန်တည်းသုံးဘုံလောကဝိနိယတောကတွေလည်းကင်းပါစေသုံးဘုံလောကဝိနိယတောကတွေလည်းကင်းပါစေသုံးဘုံလောကဝိနိယတောကတွေလည်းကင်းပါစေသဗ္ဗေကတိကုဏောသဗ္ဗေကတိကုဏောအနန္တတတ္တဝါပေါင်းတို့သည်အနိကဆင်းရဲမရှိချမ်းသာခြင်းရှိကြကုန်သည်ဟောတုတရားအားထုတ်ကြကုန်သောယံရှင်လူယောဂီပေါင်းတို့ကမေတ္တာချွေးလိုက်ပါရဲ့တင်တို့တွေဆင်းရဲကင်းတော်မူကြပါစေကုန်တည်းသုံးဘုံလောကဝိနိယဒုက္ခကင်းလို့ချမ်းသာစေသုံးဘုံလောကဝိနိယဒုက္ခကင်းလို့ချမ်းသာစေသုံးဘုံလောကဝိနိယဒုက္ခကင်းလို့ချမ်းသာစေသဗ္ဗေကတိကုဏောတတ္တတတ္တဝါအနန္တမန္တများတို့သည်အတ္တနာမိမိကိုယ်ကိုဒုက္ခိကျမ်းကျမ်းမာမာချမ်းချမ်းသာသာရှိရလေအောင်ပရိဟာရန္တုကောင်းစွာမဲ့သည်ဆောင်ရွက်တော်မူနိုင်ကြပါစေကုန်တည်းမိမိကိုယ်ကောမိမိကိုယ်ကောချမ်းသာအောင်ရွယ်ဆောင်နိုင်ကြစေမိမိကိုယ်ကောချမ်းသာအောင်ရွယ်ဆောင်နိုင်ကြစေမိမိကိုယ်ကောချမ်းသာအောင်ရွယ်ဆောင်နိုင်ကြစေမေမကံကျွန်ုပ်တို့၏မေတ္တာပြောတဲ့ကံဖြူစင်စခြင်းခြေလေအေးမြအလုံးတောက်ပါတော်မူတဲ့မေတ္တာတော်ရည်စည်သည်
Takala kapa Dagawa kala palung Pritava piana yu Tadatu May chau sa Dagadu Amerikai kayu Asheti Tando Muazi Gondadi Maru Meta Yizala Sababalu Luamasi Maru Meta Yizala Sababalu Luamasi Maru Meta Yizala Sababalu Luamasi Sayilo e Panlo we Yambe Kenjazi Sayilo e Panlo we Yambe Kenjazi Sayilo e Panlo we Yambe Kenjazi Yadu Jagono Yanshin Lu Yogi Bondo Ne Ananda Sajawala Nidanjare Ananda Luna Bema Tatwa Bondo Kose Nebia Biangwa Jama Lambia Wanda Lele Oda Nyaswa Taranaro Myaji Ah Johnny Siswa Besi Liba Dubie Yebao Miazwa Labo Miazwa Nebo Miazwa Ade Shiri Dai O Peaje Taranaro Myaji Besi Liba Pie Tarana Puna Yabadi Gondedi Taro Chimia Dilashin say Alina Mugonda Mugondami Alo Yogi Bonduro Akuche Taya Tayame Eche Mova Dama Shenamia Shenle Hoja Nayuame Eche Pibari Dama Shenamia Shenle Hojame Echema Yanshin Lu Yogi Bonduro Mimilu Saitanja Mimilu Nite Do Tainje Ria Bogi Alo Oyiru Dia Yubi Tamashanamia Oja Najaya Tajo Yogi Lu Saitanja Yogi Lu Nite Do Tainje Ria Bone Dia Yubi Tamashanamia Oyiru Hoja Jojaya Naburaye Tawagaji the Bachide Honyiduye Mula Patema Ananda Goye Jizuroshe Temusaro Piaji Kanago Dunyamie Wibatena Jensen Tearo Riki Yabuda Hojaro Muato Kaya Urena Seita Dhamma Tribatan Tea Liba Igani Yogi Rugu Honyidoye Ananda Goye Jizuroshin Temusaro Piaji Kanago Dunyamie Jensen Tearo Riki Tigani Adulada Adeda Beneye Myote Nile Say Adeda Neye Myote Ni Ero Patama Toyaga Tamari Jensen by Anine Tigani Yogi Rua Yabuda Hojaro Muado Kaya Nubatana Tadipatama Pade Anapana Baba Anapana Baba Anapana Tadikameta Wenli Twelly Shoe Ni Money
ဝင်လေထွက်လေကျင့်စေဆိုတဲ့တရားဟောတဲ့တရားတော်ကိုဘုန်းကြီးတို့ဒီကနေ့ယောဂီတို့တမာတိကျင့်စဉ်ပိုင်းမှာယောဂီတို့အားထုတ်လာတာ2ရက်ရှိသွားတယ်ဘုန်းကြီးတို့ရဲ့အနန္တကိုယ်ရဲ့ကျေးဇူးတော်ရှင်တန်ခုဆရာတော်ဘုရားကြီးသည်မြတ်ဗုဒ္ဓဟောကြားတော်မူအပ်သောကာယ ानु ပတနာတတိပဋ္ဌာန်မှာပါတဲ့အာနာပါနပပအာနာပါနာကမ္မထဝင်လေထွက်လေသုနိမမီဒီအာနာပါနကျင့်စဉ်နဲ့ဘုန်းကြီးတို့ရဲ့အနန္တကိုယ်ရင်ကျေးဇူးရှင်တန်ခုဆရာတော်ဘုရားကြီးသည်20လတိုင်တိုင်အယိုးကြည်ကြည်အေခန်းအယိုးကြည်ကြည်အေခန်းအေခန်းခန်းလူတည်းသည်မဲ့သိခိလေသာသေးဆိုပြီးကိုယ်နဲ့အသက်ငငယ်ကွက်ဖဲနဲ့ဆရာတော်ဘုရားကြီးဒီအာနာပါနာတတိကမ္မထမ်းနဲ့အားထုတ်တယ်ဓမ္မညာလင်းနေပွင့်ပြီးတော့သစ္စာဉာဏ်ရအတော်တရား၄ပါးကုန်ခန်းလို့ယဟနာဖြစ်တော်မူလို့နိဗ္ဗာန်ကိုဝင်ဆန်းတော်မူ၏ဒါကြောင့်ဒီကနေ့မြတ်ဗုဒ္ဓဟောကြားတော်မူအပ်တဲ့ဟောကြားတော်မူအပ်သောကာယ ानु ပတနာတတိပဋ္ဌာန်မှာပါတဲ့ဒီကနေ့အာနာပါနပပဝင်လေထွက်လေရှုနီးမှတ်နီးဒါကျင့်စေအာနာပါနာတတိကမ္မထာကနေပြီးတော့ဆရာတော်ဘုရားကြီးကိုယ်တိုင်အုံနေပဲအောက်လေးတိုင်စဉ်လေးဆောက်ပြီးဒီအာနာပါနာတတိကမ္မထာရှုမှတ်ပွားများအားထုတ်တဲ့အချိန်ဆရာတော်ဘုရားကြီးရဲ့မလမကမ်းမှာရှိနေတဲ့ကျွဲတွေနွားတွေရှိထားတဲ့နေရာအဲ့တော့ကျွဲတွေနွားတွေကိုကိုက်နေတာချင်းနေပြင်းနေမဲ့အဲ့တော့ဆရာတော်ဘုရားကြီးစတရားအားထုတ်တော့ပိတ်ဖြူကြီးဝဲပြီးတော့ဆရာတော်ဘုရားကြီးအဲ့ဒီမှာတရားကျင့်တဲ့အခါကျတော့တရားအားထုတ်တော့အဲ့ဒီမဲ့တွေကလာကြိုက်တယ်တဲ့မဲ့တွေကြိုက်တဲ့အခါကျတော့အဲ့ဒီမဲ့တွေကတွေးဝပြီမဲ့လေပြန်သွားခြင်းမရှိအဲ့တော့ဒီမဲ့တွေကဒီတွေးတွေကိုဝါယုံတွေကိုဖင်ရပါတွေးတွေစိတ်ထွက်သွားအောင်အဲ့ဒီလိုဆရာတော်ဘုရားကြီးရဲ့အသားတွေကြိုက်တယ်တွေးတွေကဆရာတော်ဘုရားကြီးရဲ့ပိတ်ဖြူတွေးတွေหนีရဲပြီးတော့နေတာပဲအဲ့ဒီလိုဆရာတော်ဘုရားကြီးကနဲ့တည်းတခေါင်နဲ့ကြိုက်တာမဟုတ်ဘူးနော်အကောင်ပေါင်းများစွာကြိုက်နေတာဒါတော်မှဆရာတော်ဘုရားကြီးကမလုံးမချက်အတုံမလုံးမပြုတ်မပြင်ပဲနဲ့အဲ့ဒီမိုက်ကြိုက်တဲ့ဝေဒနာတွေရောခန္ဓာကဓာတ်ကြီး၄ပါးဖောက်ပြန်လို့ဖြစ်တဲ့ဝေဒနာတွေပါဒီအာနာပါနာတတိကကမ္မထရှုမှပွားများအားထုတ်ရင်းနဲ့ဆရာတော်ဘုရားကြီးအဓိဝါဒေနခံသည်ဒီကံပြီးတော့အားထုတ်လို့ဒါအတုတရား၄ပါးကုန်ခန်းပြီးတော့ယဟနာဖြစ်တယ်ဒါကြောင့်မို့လို့ဆရာတော်ဘုရားကြီးဟာကိုယ်နဲ့အတက်ငငယ်ခွဲတွဲနဲ့ဒီလိုအားထုတ်လို့ဆရာတော်ဘုရားကြီးဟာဒါယဟနာကြီးဖြစ်သွားတာဒါကြောင့်ယောဂီတို့ဒါဘုန်းကြီးတို့လည်းပဲဒီကနေ့ဆရာတော်ဘုရားကြီးဟောတော်မူတဲ့အတိုင်းဘုန်းကြီးတို့ရဲ့ဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယအတိုင်းဆရာတော်ဘုရားကြီးရဲ့ခန္ဓာကိုယ်တွေ့ကျင့်စဉ်အတိုင်းဒီကနေ့ဘုန်းကြီးတို့ဟာယောဂီတို့တမာတိကျင့်စဉ်ဘိုင်းမှာဆရာတော်ဘုရားကြီးတက်တော်ထင်ရှားရှိစဉ်ကဆရာတော်ဘုရားကြီးကိုယ်တိုင်ရှုပြတဲ့အရှုကွေးတွေဒါဘုန်းကြီးတို့ရဟန်းဖြစ်စဉ်နော်ဝါရင်းတုံးလာအထူးအဋ္ဌံဘွယ်ကြီးတွေအဲ့ဒါဆရာတော်ဘုရားရှိစဉ်ကအဋ္ဌံဘွယ်ကြီးတွေဝယ်ရအဲ့ဒီအဋ္ဌံဘွယ်ကြီးတွေဝယ်ရင်ဆုံးစိတ်45ကျလည်းပေးရအခါတိုင်း3နာရီထိုင်ရအဲ့တော့ဆုံးစိတ်45ကျဒကာမတွေကလှူနိုင်ပေမဲ့ကိုက3နာရီမထိုင်နိုင်ရင်အဲ့ဒီဝါရဲအထုအဋ္ဌံဘွယ်ကြီးကိုဝင်ခွဲမပြုအဲ့တော့ဘုန်းကြီးတို့ရဲ့ရာမတွေကအဲ့ဒီဝါရဲမှာ45ကျဆုံးစိတ်တဲ့အရှင်ဘုရားထိုင်နိုင်ပါ့လားတရားမထိုင်ခင်တည်းကအဋ္ဌံဝင်ခင်တည်းကအဋ္ဌံဝင်ဖို့လို့အပြင်ธรรมယုံမှာတနေ့3ချိန်ထိုင်ရတယ်ဘုန်းကြီးတို့2နာရီ2နာရီတနေ့3ချိန်ထိုင်ရ
3 ချိန်မှမထိုင်နိုင်ရိတ်တာလက်မခံအဲ့တော့အပြင်မှာ3 နာရီအောင်ကိုကကြိုတင်ပြီးတော့ကြက်တာအားထုတ်တာအဲ့တော့ဝါရဲ3 လမှာအဋိဋ္ဌာဆိုပါစို့3 နာရီထ3 နာရီခွဲကနေ6 နာရီခွဲ3 နာရီခွဲကနေ6 နာရီခွဲပါထိုင်လိုက်ကောပြီးတာနဲ့အာဟာရပုံပေးပြီးပြီဇင်ညာနေပါလိလျှောက်10 နာရီမှနှိစွာပုံပေးရကမ္မထမ်းကြောင်းလေးတွေမှာအဲ့ဝေယဝိဇ္ဇလုပ်တဲ့ပုဂ္ဂိုလ်တွေကခြိုင်လေးတွေနဲ့လာပြီးတော့ဘုန်းကြီးဆိုရင်လာကတ်တယ်တိလရှင်တွေအမျိုးသားအမျိုးသမီးတွေဆိုရင်ချိတ်ထားလိုက်တာပဲလာပြီးတော့အဲ့မှာလေကိုကဖုံးပေးပြီး10 နာရီမှဖုံးပေးနှိစွာဖုံးပေးပြီးတာနဲ့12 နာရီမှတရားအားထုတ်12 နာရီတရားအားထုတ်တဲ့အခါကျတော့3 နာရီတဲ့နာရီဝဲည12 နာရီအားထုတ်ပါဘယ်နဲ့တော့ယောဂီတွေမကောင်းဘူးလားဘုန်းကြီးတို့ကအဲ့လိုအားထုတ်ခဲ့ရတာည12 နာရီအားထုတ်ပါအဲ့တော့ဘုန်းကြီးတို့ဆရာတော်ဘုရားကြီးရဲ့ခန္ဓာကိုယ်တွေ့ကျင့်စဉ်အဲ့တော့ဘုန်းကြီးတို့ရဲ့ဆရာတော်ဘုရားရဲ့ခန္ဓာကိုယ်တွေ့ကျင့်စဉ်မှာထိုင်ခြင်းက2 နာရီရှိအနည်းဆုံးတော့2 နာရီထိုင်ရတယ်2 နာရီထိုင်ရတယ်ဒေသဘွဲတွေမှာ2 နာရီထိုင်တယ်နောက်ကြရတော့ယောဂီဟောင်းတရားဝဲယောဂီဟောင်းတရားဝဲတွေကြတော့အဲ့ဒါ3 နာရီ4 နာရီအဲ့မှာနာရီရှိတွေထိုင်တော့တာဘုန်းကြီးတို့ကနာရီရှိတွေထိုင်ခိုင်းတော့ဘာလို့ဆိုဒီချိန်မှာယောဂီတွေကညာဖြစ်ပြီခန္ဓာမှာဒါလူစိတ်တွေနဲ့တွားတယ်အဲ့လိုရှိဒါဆရာတော်ဘုရားကြီးရဲ့မူအတိုင်းဘုန်းကြီးတို့ကတွားဒါကြောင့်မို့လို့တချို့ကြလဲတရားကုတရားကြီးကလည်းကျင်းလိုက်တာကြားလိုက်တာလို့တချို့ကထင်တယ်အဲ့တော့တရားကုတရားကကျင်းတယ်လားကြားတယ်လားဆိုတာဒါနောက်ပါမှာဘုန်းကြီးပြောပြပါဦးဘုန်းကြီးတို့ကတော့တရားအားထုတ်မယ်ဆိုရင်နော်မူအရသွားတာ2 နာရီမထိုင်နိုင်ဘူး2 နာရီမထိုင်နိုင်ဘူးဒါနဲ့ကောင်းဘူး2 နာရီမထိုင်နိုင်ဘယ်လောက်ထိုင်နိုင်လဲရတယ်အဲ့နာရီရှိအရှင်ဘုရားတို့တရားကြီးရတယ်ဗျာ2 နာရီတော့မှတချို့ကနာရီကြည့်ပြီးတော့ကြောက်ကြကိစ္စမရှိဘူးရတယ်ဘယ်လောက်ထိုင်ရမလဲမေးဘုန်းကြီးကတော့ဘယ်လောက်ထိုင်ရမယ်လို့တော့မပြောဘူးဘုန်းကြီးကဘယ်လောက်ထိုင်ရမယ်လို့တော့မပြောဘူးဒါပေမဲ့ဖရာရဲ့ရွှေနှုတ်တော်ဇာကမုတ်ကထုတ်ပြီးတော့ဟောထားတာလို့ရှိတယ်ဒုတိတပုဂ္ဂလတဝတ္တတတံဇီဝနာတောအာရဒဝရိယတခန္ဓာမတံပိစီဝိတတေယောအင်္ဂုတ္တပါဠိမှာဘုရားရှင်ရဲ့ရွှေနှုတ်တော်ဇာကမုတ်ကဟောထားတဲ့တရားဒီတရားကဘာလဲဒုတိတတပြင်းရည်တဲ့ဖြင့်တရားအမေထုသောပုဂ္ဂိုလ်ဤဝိသတတအနိတ္တယကာလပါလုံးဇီဝနာတောအသက်ရှိရာခြင်းတဲ့အာရဒဝရိယတအာရဒဝရိယတအာထုအသောဝရိယရှိသောပုဂ္ဂိုလ်ဤခဏမတံပိတခဏလေးမြဇီဝိတံအသက်ရှိရာခြင်းသည်တေရောမြလာ၏တဘုရားရှင်အင်္ဂုတ္တပါဠိတော်မှာဟောထားတာဒါအထာခရတော်မဟုတ်ဘူးဘုရားရှင်ရဲ့ရွှေနှုတ်တော်ဇာကမုတ်ကဟောတော်တဲ့စကားဘုရားရဲ့စကားဘုရားရဲ့တရားပါလေလောကကြီးထဲမှာတဲ့အသက်ဘယ်လောက်ရှိပြီလဲတရားရှိပြီလောကကြီးထဲမှာအသက်တရားရှိပြီအဲ့တော့လောကကြီးထဲမှာအသက်တရားရှိပြီမတရားသိပြီလားတရားမသိဘူးအဲ့တော့လောကကြီးထဲမှာတော့အသက်တရားရှိနေပြီလောကကြီးထဲမှာအသက်တရားရှိပြီးတော့လောကရဲ့အာယု၅ ပါးကာမဂုဏ်တရားတွေထဲမှာကာမရတ္တကာမအာယုန်ကိုခံစားကာမပီတိကာမအာယုန်ကိုနှစ်တဲ့ကာမရတိကာမအာယုန်မှာမွေ့လျော်ပြီးတော့တရားအမထုတ်ဘဲနဲ့အဲ့ဒီလိုကာမဂုဏ်အာယုန်မွေ့ရောပြင်းရည်ပြီးနေတဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းဒီအမြောက်ဘူးတယ်ဒါဘုရားဟောတာယုံခြင်းနဲ့မယုံခြင်းနဲ့ဘုန်းကြီးတို့စကားမဟုတ်ဘုရားစကားဒါဘုရားဝန်ခံတာဘုန်းကြီးတို့ဝန်ခံတာမဟုတ်ဘာဖြစ်လို့လဲဘုရားကိုယုံကြည်တဲ့ဘုရားကိုကိုးကွယ်တဲ့တရားဓမ္မတွေမို့ဘုရားစကားကိုဟောတာဘုရားတရားကိုဟောတာနော်ခရစ်တော်ယေရှုကိုကိုးကွယ်ရင်ခရစ်တော်ရဲ့ပညာတော်7 ပါးဟောမယ်
အဲ့ဒီလိုတရားမတည်ပဲနဲ့အာယုံ၅ပါးကမ္မဂုဏ်တရားတွေခံစားပြီးတော့နေလျော်ပြီးနေတဲ့ပုဂ္ဂိုလ်ရဲ့အတက်တရားနေရခြင်းဟာမမြတ်သောနေခြင်းမမြတ်သောအသက်ရှင်ခြင်းတက်ဆူးရှိအဲ့တော့ဘာဟောလဲအာရဒဝရိယတကိုယ်နဲ့အသက်မငယ်ကွယ်ပဲတရားအားထုတ်အားတော်ပုဂ္ဂိုလ်ဤခဏမတံပြီးတက္ခဏလေးများကိုယ်နဲ့အသက်ကိုမငယ်ကွယ်ပဲနဲ့မြတ်ဗုဒ္ဓဟောကြားတဲ့တရားတော်တွေကျွတ်မှပွားများအားထုတ်သွားတယ်ဒါကတော့ရုပ်ပဲဒါကတော့နာပဲဆိုပါစို့အဲ့တော့ယုံနာပရမတ္ထတဘာဝတရားတွေအမှန်နဲ့အမှန်သိသွားမယ်ဆိုရင်တဲ့ခဏမတ္တာပိတခဏလေးများဇီဝိတအသက်ရှည်ရခြင်းသည်ဒီတရားတွေအားထုတ်လို့တရားသိတဲ့ပုဂ္ဂိုလ်ဟာခဏလေးအသက်ရှည်ပါအဲ့ဒီခဏလေးအသက်ရှည်အဲ့ဒီခဏလေးအသက်ရှင်ခြင်းဟာတခဏလေးနဲ့အသက်ရှင်ခြင်းဟာအနည်းတရားအမထုတ်ဖဲနဲ့လောကကြီးထဲမှာအာယုံ၅ပါးကမ္မဂုဏ်တွေခံစားမိလျော်ပြီးနေတဲ့ပုဂ္ဂိုလ်ထက်မြတ်တယ်ဒါဘုရားရှင်ရဲ့စကားတော့ဒါဖြင့်မင်းအရှင်ဘုရားတခဏဆိုတာဘယ်လောက်လဲတခဏဆိုတာဘယ်လောက်လဲလက်ဖြောက်ဆယ်ပြလက်ဖြောက်ဆယ်တဲ့တခဏစာပေရဒီတိုင်းဟောအဲဒီလက်ဖြောက်ဆယ်တဲ့ဒီတခဏပဲထားတော့လက်ဖြောက်10စက္ကန့်ပဲထား10စက္ကန့်1မိနစ်ထားအောင်မှ10မိနစ်ပို့ပြောလိုက်မယ်အဲ့ဒီတခဏဆိုတာစာပေရဟောထားတာလက်ဖြောက်10အတွက်အဲ့ဒီလက်ဖြောက်10အတွက်ကလေးကိုနဲ့အတက်မငဲ့ွယ်ပဲနဲ့တရားအားထုတ်မယ်ဆိုတရားသိသွားရဲ့နဲ့အတက်တရားရှိရတဲ့ပုဂ္ဂိုလ်ကမြတ်ပြီအဲ့တော့တခဏတရားအားထုတ်ကဲယောဂီတို့နှစ်နာရီမထိုင်နိုင်ရတယ်နှစ်နာရီမထိုင်နိုင်တဲ့ယောဂီပိုင်ရတယ်တခဏဒါဘုန်းကြီးကဘုရားရဲ့စကားတော်တိုင်းဘုန်းကြီးပြတယ်ဘုရားရှင်တခဏပဲအားထုတ်တယ်တချိန်ကဘုန်းကြီးရန်ကုန်မှာနော်တရားပြခဲ့ဘူးတယ်တကယ်တော့နှစ်ပေါင်း20ကျော်အဲ့မှာဘုံမူကြီးတွေဘုံချုပ်တွေတရားပြခဲ့ဘုံမူကြီးတွေဘုံချုပ်တွေအဲ့ချိန်ကမှ S1 နဲ့ S2 ကရှိနေတဲ့အချိန်ကြတော့နောက်ပိုင်းမှာအရင်တည်းကနားထောင်ရတာအဲ့ချိန်ကရောက်နေ9နာရီ10နာရီအရှင်ဘုရားတို့ဘုရားကြီးတို့တရားပဲတရားထိုင်မယ်အရှင်ဘုရားလောက်ထိုင်ရမှာအချိန်ဘယ်လောက်ထိုင်ရမှာလဲမြည်အရှင်ဘုရားတရားထိုင်မယ်ဆိုတော့အချိန်ဘယ်လောက်ထိုင်ရမှာဘုရားဒီပါဠိလေးကိုရွတ်ပြတခဏလို့ပြောတယ်အဲ့တော့တခဏလို့ပြောတယ်ဘုရားရှင်ကဒီပါဠိကိုသူတို့ရွတ်ပြလိုက်တယ်တခဏပဲပြောတယ်အဲ့တော့ဘုန်းကြီးပြောမယ်ဗျာ9မိနစ်ထိုင်9မိနစ်ဘုန်းကြီးကညားတောင်သွားပြီးဖေဟာတခဏပြောတာ9မိနစ်9မိနစ်တဲ့ဆရာတော်ကလည်းတဲ့9မိနစ်တော့မလုပ်ပါနဲ့တဲ့15မိနစ်ထိုင်တယ်အဲ့မှာ15မိနစ်ထိုင်တယ်ထိုင်ရင်တိုင်ရင်နဲ့သွားလိုက်တယ်တချို့ကနေကြီးတွေတနာရီ2နာရီနောက်ပိုင်းထိုင်နေသွားလာဒီနေ့ဒီအတက်ဆက်စားရှိသေးတယ်2နာရီတရားထိုင်နေသွားလာဟာအရှင်ဘုရားအခုမှတပည့်တော်တို့က relax ဆိုတာအခုမှနားလေသွားတယ် relax ဆိုတာဘာလို့တာလဲအနာကြီးဟာတဲ့အခုရှင်ဘုရားကရုပ်ကောစိတ်ကောအနာပေးလိုက်တာမှဒီမှာ relax အစစ်ပဲဒါတကယ်မှငြိမ်းချမ်းတာပဲဗျာဟုတ်တယ်လေတရားထိုင်ရင်ရုပ်ကလည်းစိတ်ကလည်းမသေးတော့ရုပ်ကောနာရောစိတ်ကောအနာပေးလိုက်ဓမ္မ relax အနာယူလိုက်နော်မထိုင်နိုင်15မိနစ်ကထိုင်မဲဆိုတဲ့ဒကာကြီးတွေက2နာရီနောက်ဒကာကြီးတော့ဆို3နာရီတော့ထိုင်တလောကမှအခုပြန်လာတဲ့ဟန်စီတောင်ကြီး
တောင်ကြီးဟန်စီမှာပေါ့အိုးတွေရှေ့ရအကမာကြီးတွေကဘာမှစကားသိမ့်နားမလဲဒီနေ့ခက်လူငါတွေကြတော့နည်းနည်းနားလဲတာတော်တရားပြရတာနည်းနည်းပါရှိကောင်းပြီဘုန်းကြီးကတော့စိကားအတိုင်းပဲမူလကျေးဇူးရှင်တိုင်းမှုဆရာတော်ကြီးရဲ့နှစ်နာရီစိကားအတိုင်းဒါပေမဲ့ဒီပါဠိလေးကိုရွတ်ပြဒီပါဠိလေးရွတ်ပြထိုင်နေတော့တယ်ဘုရားတခဏပဲထိုင်နေတာနော်လို့စက္ကန့်ပိုင်းမိနစ်ပိုင်းပဲ5မိနစ်ထိုင်တိုင်း7မိနစ်ထိုင်15မိနစ်ထိုင်ရတယ်ထိုင်နေတော့ထိုင်မထိုင်တာကိုတော့ဘုန်းကြီးကအတင်းမခိုင်းဘူးမလုပ်ဘူးလူတရားကိုစိတ်ရှင်းသွားအောင်စိတ်တွေညစ်သွားအောင်မလုပ်ချင်သူ့ရဲ့ယုံကြည်ခြင်းနဲ့သူ့ရဲ့ဆန္ဒအတိုင်းထိုင်တာကောင်းတယ်ကိုယ့်ကိုထိုင်15မိနစ်ထိုင်တိုင်းထိုင်ရတယ်အဲ့လိုပြောတယ်အဲ့လိုပြောတော့ထိုင်ဟောအဲ့ဒီပို့ထိုင်နေတာတယ်ထိုင်တဲ့အခါကျတော့တရားယောဂီဆောင်ရောက်တဲ့ဆရာတော်ကြီးဒီဦးစင်းတွေကနေပြောတယ်အနေမင်းနေရှိပြီဘယ်နာရှိပြီတဏှာရှိပြီတဏှာရှိတော့အချို့ကချုပ်သွားကြအချို့ကလည်းဆက်ဆိုင်သွားနောက်ကြတော့2 နာရီကိုထိုင်သွားတော့နောက်2 ရက်လောက်လဲကြောက်ထုတ်တဲ့လူတယောက်မှမရှိအဲ့ပိုးတွေအကုန်လုံး2 နာရီထိုင်သွားတယ်ဘုန်းကြီးတို့ကတဏှာကြီးပြပါပြောလဲမထားတော့10 ရက်လုံး2 နာရီထိုင်သွားကြတာတစ်ခါဘူးမှမထိုင်ဘူးတဲ့အဲ့ဒီကိုယ်တိုင်နေတာအဲ့ဒါ2 နာရီထိုင်သွားတာနောက်ဆုံး2 ရက်9 ရက်10 ရက်ရောက်တော့9 နာရီထိုင်နေတာဘုန်းကြီးအဲ့ဒီ9 နာရီလည်းပဲ9 နာရီထိုင်ရမယ်နောက်ဆုံး2 ရက်ကိုနော်မထိုင်မနေရမဟုတ်ဘူးကိုယ်မှာယောဂရှိနေလို့ဘာယောဂညာယောဂတွေရှိနေလို့ရှိရင်လည်းမထိုင်နဲ့ရတယ်ကိုကြတဲ့တော့2 နာရီပဲထိုင်တယ်1 နာရီပဲထိုင်တယ်ရတယ်ဒါပေမဲ့နောက်ပိုင်းကျတော့9 နာရီစကား2 ရက်ပါထိုင်ရတယ်အတင်းတော့ဘုန်းကြီးကမခိုင်းပါဘူးကိုယ်တဘောနဲ့ထိုင်တိုင်းတိုင်းမထိုင်တိုင်းလည်းနေရတယ်နော်ထိုင်ခိုင်းလိုက်အဲ့ဒီကိုယ်တိုင်နေတာတက္ကမကြီးအဲ့ဒီနောက်ဆုံး9 ရက်မှာအကုန်ထိုင်သွားတာလူအောင်တရားကျော်ဟာဝိသေတာသွားသူတို့ကသူတို့လည်းအံ့ဩတော့ဒီလောက်ထိုင်နိုင်လိမ့်မယ်မထင်ဘူးအဲ့ဒါပဲသူလဲလူကိုလဲလူဖုံးတဲ့ပဲခေါင်းပေါက်တာပဲဘာကွာလဲတော့ပြောတာကိုကိုယ့်ကိုစဉ်းစားကြည့်တော့ယောဂီတို့အဲ့ဒါပဲဒါအခုဘုန်းကြီးရဲ့ဒါတရားပြလာတဲ့အတွေ့အကြုံလေးကိုစိတ်တိတ်တာပြောတာတချို့ကတိုင်းကိုတရားဆိုကြောက်ပြီးတော့အဲ့လိုဘာညာပေါ့ဘုန်းကြီးကအတင်းမခိုင်းပါဘူးနော်အဲ့ဒါဘုန်းကြီးကအတင်းမခိုင်းဘူးယောဂီတို့စိတ်ချမ်းသာတယ်လို့လွတ်လပ်ထိုင်ပေါ့နိုင်တတ်မှာပေါ့တဏှာဆိုတဏှာကြီးတွားပေါ့2 နာရီဆိုလဲ2 နာရီကိုထိုင်နေတယ်လို့ပါဒါလေးကိုဒါပြောတာပထမနေ့ကပြောရမယ်စကားကြီးပထမရက်ကတိတ်ချမ်းပါကြီးမကောင်းတော့ဘုန်းကြီးကပြင်ပေါ်မတက်နိုင်ဒါကြောင့်ဒီကနေ့တော့ဒါဟိုဟာလေးနည်းနည်းဒါလေးနည်းနည်းနဲ့ဒါပြောတာဒါကြောင့်မလို့ယောဂီတို့ကိုနော်2 နာရီမထိုင်နိုင်ရင်လည်းရပါကိစ္စမရှိပါအဲဒါဘုန်းကြီးကတော့စိကားရဆရာတော်ကြီးရဲ့မူတိုင်းချမှတ်သွားတဲ့အတိုင်းဘုန်းကြီးကဒါစိကားနဲ့2 နာရီပဲအဲတော့2 နာရီမထိုင်နိုင်တဲ့ယောဂီတွေကလည်းရပါတယ်ကိုယ်စွမ်းနိုင်တဲ့တော့5 မိနစ်15 မိနစ်နာရီဝဲ1 နာရီကြိုက်တယ်လို့ဒါထိုင်ရယောဂီတို့ကတတိယဓမ္မတိအားမကောင်းသေးလို့တတိယဓမ္မတိအားတွေကောင်းလာရင်ဓမ္မတဘောဆောင်းသွားပါလိမ့်မယ်အဲ့ခါကြတော့မှဘုန်းကြီးပြောတာတဲ့ယောဂီတို့ရဲ့ကိုယ်တွေ့အဲ့ဒီမှာတိသွားတယ်ကဲယောဂီတို့ဒီကနေ့ကတော့ဟိုပြောဒီပြောနေပဲအချိန်လေးကတော်တော်လေးကြပါအဲ့တော့ဒီကနေ့ကတော့ဒုတိယမြောက်တဲ့နေ့ပထမမြောက်တဲ့နေ့ကတော့ဒါကျမ်းမာကြီးသိမကောင်းဘူးနားထားတကယ်နဲ့ကတော့ဘုန်းကြီးရဲ့ဓမ္မရှင်နာကနိဝရဏပေခွာအာနာပါနာတိတနာဆိုတဲ့ဓမ္မရှင်နာကိုယောဂီတို့ကဒါဆက်လက်ပြီးတော့ဆက်လက်ဟောကြားတော်မှာဖြစ်တယ်။အဲရဟန်းရှင်တို့ယောဂီပေါင်းသူတော်ကောင်းတို့ကမိမိတို့ရဲ့စိတ်တိုင်းကြမိမိတို့နှစ်သက်တဲ့ထိုင်နေအရိယာပုံနဲ့လွတ်လပ်တရားနာလို့ရ။ဒါတရားထိုင်မှာမဟုတ်ဘူး။သင်္သာနာဘိက္ခဝေနိဝရဏနာသစ္စာနာဘိက္ခဝေနိဝရဏနာပါယသတ္တရောတတိပဋ္ဌာနာသစ္စာနာ
ပေသာနာဘိက္ခဝေနိဝရဏနာဘာနာယသတ္တရောတတိပဌာနာဘာဝိတ္တဗဘေဝေယံတော်မြတ်ဩခြေသာတုပေသာနာငါးပါးကုန်သောနိဝရဏနာနိဝရဏတရားတို့ကိုဘာနာယပေခြင်းကသတ္တရောလေးပါးကုန်သောတတိပဌာနာတတိပဌာန်တရားတို့ကိုဘာဝိတ္တဗပွားစေအပ်၏ဒါဘုရားရှင်ကအင်္ဂုတ္တပါဠိတော်မှာဒါဘုရားရှင်ဟောသွားတဲ့စကားတော်တရားတော်ဖြစ်တယ်။အဲ့တော့ဒီကနေ့ဒါဘုရားရှင်ဟောတဲ့စကားတော်တရားရောစကားတော်တရားတော်ရပြောရမယ်ဆိုလို့ရှိရဲ့။ယောဂီတို့နိဝရဏတရား၅ပါးဆိုတာရှိ။အဲ့ဒါနိဝရဏတရား၅ပါး။အဲ့တော့အဲ့ဒီနိဝရဏတရားဆိုတာယောဂီတို့တမာတိမဖြစ်အောင်ဝိပဿနာဉာဏ်မရအောင်မဉ္ဇဉ်ပူညာနေမရအောင်သူကဖုံးလွှမ်းပိတ်ဆို့တားဆီးထားတဲ့တရားတွေဖြစ်တယ်။အဲ့ဒီနိဝရဏတရားတွေရှေ့ဥစွာမဖယ်ပဲနဲ့မခွာပဲနဲ့ရတော့စိတ်ရဲ့တည်ငြိမ်မှုတမာတိမရနဲ့စိတ်ရဲ့တည်ငြိမ်မှုတမာတိမရရင်ဝိပဿနာဉာဏ်လည်းမဖြစ်တော့ဝိပဿနာဉာဏ်မှမဖြစ်ရင်မဉ္ဇဉ်ပူညာလည်းမရတော့မဉ္ဇဉ်ပူညာမှမရရင်နိဗ္ဗာန်ကိုဘယ်လိုမှမျက်မှောက်ပြုလို့မရဒါကြောင့်မို့လို့ဒီမေတ္တာပူတာနိဝရဏတရားဆိုတဲ့ဒီနိဝရဏတရားတွေမေတ္တာပူတာတာတွေမဉ္ဇဉ်ပူညာမရအောင်တားဆီးပိတ်ဆို့ကာကွယ်ထားတဲ့နိဝရဏတရားကိုမဖယ်ပဲနဲ့မခွာပဲနဲ့တော့တမာတိဆိုတာမရနဲ့တမာတိမှမရှိရင်ခန္ဓာမှာအဟုတ်ရှိအမှန်ရှိနေတဲ့ပရမတ္ထသဘာဝဆိုတဲ့သဘောတရားတွေမသိဘူးအဲတော့ခန္ဓာမှာအဟုတ်ရှိအမှန်ရှိနေတဲ့ပရမတ္ထသဘာဝတရားတွေအရှိကိုအရှိတိုင်းထင်ရှားအောင်ဖော်ပြတာကတမာတိပဲတတိတမာတိဒါကြောင့်ပထမဥစွာဒါတတိတမာတိရဖို့လို့ဘုရားရှင်ဟာဒီနိဝရဏတရားကိုရှေ့ဥစွာပယ်ရမယ်ပါရမယ်ဒါကြောင့်ဒီနိဝရဏတရားတွေကိုပယ်ဖို့ရအလိုကမေတ္တာဖို့တာနိဝရဏတရားကိုပယ်ဖို့ရအလိုကဘုရားရှင်ကတတိပဌာန်တရား၄ပါးကိုပွားတယ်ကာယ ानु ပါဒနာတတိပဌာန်စိတ်ဟောဝေဒနာ ानु ပါဒနာတတိပဌာန်စိတ်ဓာ ानु ပါဒနာတတိပဌာန်ဓမ္မာတတိပဌာန်ဓမ္မာ ानु ပါဒနာတတိပဌာန်ဆိုပြီးတော့တတိပဌာန်တရား၄ပါးရှိအဲ့ဒီတတိပဌာန်တရား၄ပါးတွေကတပါးပါးပွားရဒါကြောင့်သတ္တရောတတိပဌာနာအဲ့တော့နိဝရဏတရားကိုပယ်ဖို့ရအလိုကသတ္တရောတတိပဌာနာ၄ပါးတော့တတိပဌာန်တို့ကိုဘာဝေတ္တပါပွားပါအဲ့တော့ဘုန်းကြီးတို့ရဲ့မူလပထမအနန္တကိုရင်ကျေးဇူးတော်ရှင်တဲဝိဆရာတော်ကြီးကကာယ ानु ပါဒနာတတိပဌာန်ကစပြအဲ့တော့တတိပဌာန်တရား၄ပါးမှာနိဝရဏတရားကိုဖယ်ဖို့ခွာဖို့လို့ဘယ်တတိပဌာန်စပြလဲဆိုရင်ကာယ ानु ပါဒနာတတိပဌာန်မှာပါတဲ့အာနာပါနပပ္ပအာနာပါနကမ္မထာရှုတာအမှန်လိုပြောတော့ဝင်လေထွက်လေရှုနည်းမှနည်းဝင်လေထွက်လေကျက်စင်ရနေပြီးတော့ယောဂီတို့ကိုဒီကနေ့ဒါအထေတ္တ2ရက်မြောက်သွားပြီပထမဒီအာနာပါနာရှုနည်းမှနည်းအာနာပါနာကျင့်စဉ်ဒါတမာတိကျင့်စဉ်ပါအဲတော့ဒီတတိတမာတိတွေရအောင်အားထုတ်တယ်ဆိုတာဘာကြောင့်ဒီနိဝရဏတရားတွေကိုပယ်ဖို့ခွာဖို့အဲတမာတိစိတ်တည်ငြိမ်မှုမရအောင်ဉာဏ်ပူဇာမရအောင်ပိတ်ဆို့တားဆီးကာကွယ်ထားတဲ့ဒီနိဝရဏတရားကိုမပယ်နိုင်မခွာနိုင်ခန္ဓာမှာအဟုတ်ရှိအမှန်ရှိနေတဲ့ပရမတ္ထသဘာဝဆိုတဲ့သဘောတရားတွေပညာနဲ့ကွဲကွဲပြားပြားပိုင်ပိုင်ခြားခြားမသိနိုင်။ဒါကြောင့်ပထမဦးစွာဘုန်းကြီးတို့ကျေးဇူးရှင်တဲမှုဆရာတော်ဘုရားကြီးရဲ့ခန္ဓာကိုယ်တွေ့ကျင့်စဉ်မှာတမာတိကျင့်စဉ်ပိုင်းတမာတိကိုကျူးစွာယောဂီတို့ကိုတည်ထောင်ခိုင်းတာတမာတိရအောင်ပွားများအားထုတ်ခိုင်းဒါကြောင့်မို့လို့ဒီအာနာပါနာတတိကမ္မထာကိုဒါဘုရားရှင်ကရှုခိုင်းတဲ့အတိုင်းမူလကျေးဇူးတော်ရှင်တဲမှုဆရာတော်ဘုရားကြီးဒီအာနာပါနာတတိကမ္မထာကို20လတိုင်တိုင်အယိုးကြည်ကြည်အေခန့်ခန့်လူသေးသေးမဲ့သေးတရားရဆိုပြီးတော့ကိလေသာတေးဆိုပြီးတော့အာထုလို့
ဆရာတော်ဘုရားကြီးဟာဒီအာနာပါနာသတိကမ္မထာနဲ့ပဲတရားတွေရသွားတာလူပတိပဲနဲ့ကိလေသာတည်ပြီးတော့တရားရသွားဒါကြောင့်ဒီကနေ့ယောဂီတို့လည်းပဲတရားရှင်ဟောကြားတော်မူတဲ့အတိုင်းတရားစအားထုတ်ပြီးဆိုလိုက်တဲ့အခါကျတော့ပါလင်္ကာအဘောဇိတေဝဥဇုကာယပဏိဒါယပရေမုခန္တတိဥပဒပိတေဝဒါအလုသိပြီးတာနော်အချိန်ကြည့်ပြီးတော့ပဲဟောတော့အဲ့တော့ပါလင်္ကာအောက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုတမလင်ခွေ၍ဥဇုကာယခါရဲ့အထက်ပိုင်းကိုဖြောင်းဖြောင်းမထားပါဒါယောဂီတွေပြောပြီးပြီဟောပြီးပြီနော်အခုဒါဒီတရားယောဂီဆောင်းချောက်တဲ့ဥစဉ်လေးတွေဒီဥစဉ်လေးတွေဆိုတော့ဓမ္မစရိယပြီးပြီးသားတွေဘုန်းကြီးတွေပြီးနော်ယောဂီတို့ကိုဆောင်းချောက်နေတဲ့ပရိက္ခပေးနေတဲ့ဥစဉ်တွေကစัจ छा ဓမ္မစရိယပြီးပြီးသားပုဂ္ဂိုလ်သူတို့လည်းဒါသင်္ကိုင်းခိုင်းနေရတယ်သာသနာလက်ဆင့်ကားမှုအဲ့တော့အောက်ပိုင်းဖြစ်တဲ့ခန္ဓာကိုတမလင်ခွေခါလေးကိုဖြောင်းမစွာထားဘယ်လဲပေါ်ညာလဲတင်းအဲ့တော့မျက်လွှာလေးမိတ်အစကလေးပဲ့ပြီးအပြင်လောကပြေလွှာပြန့်လွင်နေတဲ့စိတ်တရားအမထုံမီကစိတ်တရားဟိုရောက်ဒီရောက်တောင်စင်းစားမြောက်စင်းစားစိတ်တွေပြေလွှာပြီးတော့နေတဲ့စိတ်တွေအပြင်လောကနဲ့ခိတ္တခဏအဆက်တွေဖြတ်ထားလိုက်အဲ့တော့မျက်လွှာလေးပိတ်ပါးစားလေးမျက်လွှာလေးမိတ်ပြီးပါးစားလေးပိတ်ပြီးတော့အပြင်လောကပြေလွှာပြန့်လွင်နေတဲ့စိတ်ကိုအပြင်လောကနဲ့ခိတ္တခဏအဆက်တွေဖြတ်ပြီးထားအဲ့တော့ထားပြီးတော့ဘာရှုခိုင်းလဲနာဒီကဲကေဝါမုခာနိမိတ်တေဝါဘုရားကမ္မထာပေးအပြင်လောကပြေလွှာပြန့်လွင့်နေတဲ့စိတ်အပြင်လောကနဲ့အဆက်တွေဖြတ်လိုက်တော့အတွေးနဲ့မကြံနဲ့ဟောဒီမိမိကန္တာနှာတိပြားလေးမှာတတိလေးကတ်ထားလိုက်တောတရောဝါအတ္တတေတိတောတရောဝါပါတတေတိတောတရားထုံနေတော်ယောဂီပုဂ္ဂိုလ်ဒီတေတောဝါမလေးစိတ်မှုတတိပြုရတာတဲ့အတ္တတေတိထွက်လေးကိုဖြစ်စေတေတောဝါမလေးစိတ်မှုတတိပြုရတာတဲ့ပါတတေတိဝေလေးကိုဖြစ်စေတရားဆက်ဟောတဲ့အဲ့တော့မှနှာသီးပြားလေးကိုတတိလေးကပ်ပြီးတော့ထားလိုက်တဲ့အဲ့မိမိခန္ဓာနှာသီးပြားလေးမှာတတိလေးကပ်ပြီးထားလိုက်တဲ့အခါကျတယ်ယောဂီတို့ရဲ့ခန္ဓာနှာသီးပြားလေးမှာယောဂီတို့တတိလေးကပ်ထားလိုက်အပြင်လေထုတ်တဲ့သဘောမသင်ရှားဘူးလားဖြေပါယောဂီတွေအပြင်ကိုယ်ခန္ဓာနှာသီးပြားမှာတတိသားရဲ့အပြင်လေထုတ်တဲ့သဘောမသင်ရှားဘူးလားအတွင်းလေသွင်းတဲ့သဘောမသင်ရှားဘူးလားမိမိခန္ဓာနှာသီးပြားမှာတတိရာကတတိထားလိုက်ရင်ထင်ကိုထင်ရှားတယ်တတိမထားရင်တော့မထင်ရှားဘူးအမှုမဲ့အမှားမဲ့တတိတွေလက်နေရင်ထင်ရှားပါ့မလားအခုမြတ်ဗုဒ္ဓဟောကြားတော်မူတဲ့အတိုင်းယောဂီတို့ရဲ့ခန္ဓာနှာသီးပြားလေးမှာဘုရားရှင်ကတတိထားခိုင်းတာဘုန်းကြီးကတတိထားခိုင်းတာမဟုတ်ဘုရားရှင်ဟောတော်မူတဲ့အတိုင်းယောဂီတို့ကခန္ဓာနာသီးပြားလေးမှာတတိထားလိုက်တော့အပြင်လေထုတ်တဲ့သဘောမထင်ရှားဘူးလားမထင်ရှားရင်အခုတတိထားလက်တွေတွေ့သွားပြီအပြင်လေထုတ်တဲ့သဘောအတွင်းလေတွင်းတဲ့သဘောမထင်ရှားဘူးလားအဲ့တော့ဝင်လေထွက်လေမထင်ရှားဘူးလားတခြားကြောင့်ထင်ရှားတာလားတတိကောင်းလို့လားတရားအာမထုံမီတော့ကိုယ်ခန္ဓာနာသီးပြားနဲ့တတိမထားတော့ဝင်လေရနာသီးပြားတိုးဝင်နေပါလားထွက်လေရနာသီးပြားတိုးထွက်နေပါလားဆိုတာသိရလားတတိရှိလို့လားတတိမရှိလို့လားတတိမရှိတော့ဝင်လေထွက်လေမသိဘူးတတိတွေကဲပြီးတော့အမှုမဲ့အမှားမဲ့နေတဲ့အခါကျကိုယ်ခန္ဓာနာသီးပြားလေးမှာဝင်လေရနာသီးပြားတိုးဝင်နေပါလားထွက်လေရနာသီးပြားတိုးထွက်နေပါလားဆိုတာထင်ထင်ရှားရှားသိရလားတတိကဲအခုဘုရားရှင်ကမိမိခန္ဓာနာသီးပြားလေးမှာတတိထားတော့အပြင်လေထိုးတဲ့သဘောမတွေ့ဘူးလားအတွင်းလေတွင်းတဲ့သဘောမတွေ့ဘူးလားအပြင်လေထုတ်တာကိုရှူရလို့ခေါ်တယ်အပြင်လေထုတ်တာကိုဘာလို့ခေါ်လဲအတွင်းလေတွင်းတာကိုရှိုက်တယ်လို့ခေါ်တယ်အတွင်းလေတွင်းတာကိုဘာလို့ခေါ်လဲရှူတာကအာနာရှူတာကဘာလဲရှိုက်တာကပါဏရှိုက်တာကဘာလဲအာနာပါဏအောင်းမေနေတာကတတိအောင်းမေနေတာကဘာလဲအာနာပါဏတတိဒီနေ့ရဟန်းရှင်လူယောဂီပေါင်းတို့အားထုတ်နေတဲ့ကမ္မထာသည်အာနာပါနာတတိကမ္မထာ
ဘာကမ္မထာမှာလဲဘာကမ္မထာမှာလဲဒီအာနာပါနာတတိကမ္မထာဆိုတာဘုန်းကြီးတို့ရဲ့ကမ္မထာမို့ဘုန်းကြီးတို့ရဲ့ကမ္မထာမို့ဘုန်းကြီးတို့ရဲ့မူမဟုတ်ဘူးဒီအာနာပါနာတတိကမ္မထာကိုမူလကျေးဇူးရှင်တဲအေးကိုဆရာတော်ဘုရားကြီးလည်းမပိုင်ဘူးဒီအာနာပါနာတတိကမ္မထာဒီတဲအေးကိုဆရာတော်ဘုရားကြီးရဲ့မူပိုင်တရားမို့ဒီအာနာပါနာတတိကမ္မထာဒီအာနာပါနာတတိကမ္မထာကိုပိုင်တာကဘုရားရှင်ဒါဘုရားရှင်ရဲ့မူပိုင်တရားဘုရားရှင်ရဲ့မူပိုင်စုခွက်ဒါလည်းသိတာဒါဖြင့်ဘာဖြစ်လို့ဒီတရားမှုဆရာတော်ကြီးရဲ့တရားလို့ပြောရတယ်လဲလို့ဆိုရမူလကျေးဇူးရှင်တရားမှုဆရာတော်ဘုရားကြီးဒီအာနာပါနာတတိကမ္မထာကိုခန္ဓာညာရောက်ရှုမှတ်ပွားများအထုတ်အယုကျေကျေအယေခခဒုတိယတိမတိတရားရလူတွေမတိကိလေသာတွေလူမတိပဲနဲ့ကိလေသာတွေလို့တရားရသွားဒါကြောင့်ဆရာတော်ဘုရားကြီးကိုအထုတ်လို့တဲအင်းကိုအမိပြုပြီးတော့ဒါတဲအင်းကိုဆရာတော်ဘုရားကြီးရဲ့ကျင့်ပြီးရှုနေလို့ပြောတာတကယ်တမ်းကျတော့ဒီအာနာပါနာတတိကမ္မထာဒီမူလကျေးဇူးရှင်တဲအင်းကိုဆရာတော်ဘုရားကြီးဖော်ထုတ်တဲ့ကမ္မထာမို့မူလကျေးဇူးရှင်တဲအင်းကိုဆရာတော်ဘုရားကြီးရဲ့မူပိုင်ကမ္မထာမို့မြတ်ဗုဒ္ဓရဲ့တရားဖြစ်တယ်ဒီအာနာပါနာတတိကမ္မထာဘုရားရှင်ရဲ့ကမ္မထာဘုရားရှင်ရဲ့ဒါပထမဥစွာဘုရားရှင်ဟောသွားတဲ့တရားတော်ဖြစ်တယ်ဒါကြောင့်ဒီအာနာပါနာတတိကမ္မထာကိုအားထုတ်တယ်ဆိုတော့ယောဂီတို့ဟာဒီအာနာပါနာတတိကမ္မထာဒီဘုန်းကြီးတို့ကမ္မထာလားဘုရားရှင်ရဲ့ကမ္မထာလားဒီအာနာပါနာတတိကမ္မထာအားထုတ်တာဟာဘုန်းကြီးတို့ကခိုင်းလို့အားထုတ်တာလားဘုရားရှင်ကခိုင်းလို့အားထုတ်တာဒါဘုရားစကားနားထောင်ရကြမတော်ဘူးဩဒါကြောင့်မို့လို့ဘုရားရှင်ကနော်သောတတောဝါအတ္တတေတိသောတတောဝါပါဒတေတိမတိပဲနဲ့ဝင်စေနဲ့မတိပဲနဲ့မတွဲစေနဲ့တဲ့ဝင်လေသိုးမှုတတိပြုအတိကရွေရှိထွက်လေသိုးမှုတတိပြုအတိကရွေရှိအဲ့တော့ဝင်လေသိုးမှုတတိပြုအတိကရွေရှိဝင်လေနာတိပြားလေးတိုးပြီးဝင်တာလေးကိုတိထွက်လေနာတိပြားလေးတိုးပြီးထွက်တာလေးကိုတိမတိပဲနဲ့ဝင်စေနဲ့မတိပဲနဲ့မတွဲစေဒါကြောင့်ဝင်လေသိုးမှုတတိပြုအတိကရွေရှိထွက်လေသိုးမှုတတိပြုအတိကရွေရှိအဲ့ဒါဝင်လေထွက်သည်ဝင်တိုင်းထွက်တိုင်းမှာတတိလေးကာပြီးရှုနေရတနည်းပြောရမယ်ဆိုရင်အဲ့ဒီဝင်လေထွက်လေဒီအရှုကအာယုံလို့ခေါ်ဝင်လေထွက်လေဒီဘာလဲဝင်လေထွက်လေကအရှုကအာယုံအဲ့ဒီဝင်လေထွက်လေကိုရှုနေတာကစိတ်ရှုနေတာကဝင်လေထွက်လေကအရှုကအာယုံရှုနေတာကစိတ်အရှုကအာယုံနဲ့ရှုစိတ်ဒီနှစ်ခုပဲရှိဝေလေထွက်လေကဘာလဲအရှုကအာယုံအဲ့ဒီအရှုကအာယုံကိုရှုနေတာကစိတ်အရှုကအာယုံနဲ့ရှုစိတ်ဒါလေးလည်းသိတာအဲ့တော့ဘုရားရှင်ကဝေလေထွက်လေဆိုတဲ့အရှုကအာယုံကိုဝေလေသို့မဟုတ်တတိပြုအတိကယေရှုထွက်လေသို့မဟုတ်တတိပြုအတိကယေရှုဆိုတော့အဲ့ဒီဝင်လေထွက်လေလေးဝင်တိုင်းထွက်တိုင်းမှာတတိလေးကပ်ပြီးတော့ရှုနေတော့အဲ့တော့တတိကောင်းတော့ဝင်လေထွက်လေလေးမထင်ရှားဘူးလားဝင်လေထွက်လေထင်ရှားတယ်အဲ့ဝင်လေထွက်လေထင်ရှားတဲ့အခါကျတော့အဲ့ဒီဝင်လေသိတဲ့စိတ်ထွက်လေသိတဲ့စိတ်ဝင်လေဝင်စေသိတဲ့စိတ်ထွက်လေထွက်စေသိနေတဲ့စိတ်ကလေးကိုအတိတ်အာယုန်လေးပေါ်မှာပြေးလွှားပြောင်းနေမသွားအတိတ်ကမိမိတို့မြင်ခဲ့ကြတဲ့အာယုန်၅ပါးမှာအတိတ်တွေကိုပြန်ပြီးတော့အတိတ်ပြန်တွေးစိတ်မဖြစ်အောင်မရောက်သေးတဲ့အနာဂတ်မှာလှမ်းမျောပြီးတော့မျောနေတွေးနေတဲ့တရားအထုတ်ပြီးရင်ဘယ်သူနဲ့တွေ့မယ်ဘယ်သွားမယ်ဘယ်လာမယ်ဘာတွေလုပ်မယ်ဆိုတဲ့အနာဂတ်ကိုမျောပြီးတော့တွေးနေတဲ့မျောတွေးစိတ်တွေလည်းမဖြစ်အောင်ဝင်လေဝင်စေတိထွက်လေထွက်စေတိအဲ့ဒီတိနေတဲ့စိတ်ကလေးကိုအတိတ်အနာဂတ်ဆိုတဲ့အတွေးအာယုန်နဲ့ရောက်မသွားကိုမျိုးကိုရကိုရင်ကိုသားတမိလုံဟန်အာယုန်တွေပေါ်စိတ်ကရောက်မသွားဝရိယလေးနဲ့စိုက်ပြီးဝရိယလေးနဲ့စိုက်ပြီးတော့တင်းတင်းရင်ရင်လေးဝရိယလေးနဲ့ကြောင်းကြစိုက်ပြီးတဲ့အခါကျတော့အဲ့ဒီတိရဝင်လေတီးပြီးတော့ထွက်လေတီးထွက်လေတီးပြီးတော့တီးအဲ့ဒီတဲ့စိတ်ကလေးကိုဝရိယလေးနဲ့စိုက်ပြီးထိတ်တာအာယုန်လေးပေါ်မှာလွတ်မဲ့သွားအဲ့တော့မှဝရိယကောင်းတော့စိတ်ကတခြားမသွားအဲ့တော့ဝရိယအားကောင်းနေပြီဆိုရင်
ယောဂီတို့ဝင်လေတိထွက်လေတိရှုနေတဲ့စိတ်ဒီအတိတ်လည်းပြန်တွေးစိတ်မဖြစ်တော့ဘူးအနာဂတ်လည်းမျှော်တွေးစိတ်မဖြစ်တော့ဘူးကိုမျိုးကိုရကိုအိမ်လုံငန်းအာယုန်တွေပေါ်လဲစိတ်ကမရောက်တော့အဲ့ဒီအချိန်ကမှအတိတ်နာကပြေးလွှားပြန့်လွင်နေတဲ့စိတ်တွေကငြိမ်ပြီးတော့မှအဲ့ဒီအချိန်မှာဝင်လေထွက်လေဆိုတဲ့အရှုကအာယုန်ပေါ်မှာယောဂီတို့ရှုနေတဲ့စိတ်ကလေးကနော်တတိနဲ့လည်းရှင်းသွားပြီဝိရိယနဲ့လည်းရှင်းသွားပြီနော်အဘိဓမ္မာနည်းနဲ့ပြောရင်တတိဆိုတာစေတသိက်ဝိရိယဆိုတာစေတသိက်အဲ့ဒီတတိဆိုတဲ့စေတသိက်နဲ့ဝိရိယဆိုတဲ့စေတသိက်နဲ့ယောဂီတို့ရှုနေတဲ့စိတ်ရှင်းသွားပြီပေါင်းသွားပြီပေါင်းသွားတော့အားဖြစ်သွားပြီတတိရဲ့ဝိရိယတတိဒီစေတသိက်ဝိရိယဒီစေတသိက်အဲ့ဒီတတိဝိရိယစေတသိက်နဲ့ယောဂီတို့စိတ်အဲ့စိတ်ကလေးနဲ့တွားပြီးတော့ပေါင်းလိုက်တဲ့အခါကျတော့ဘာဖြစ်သွားလဲအဲ့ဒီဝင်လေထွက်လေဆိုတဲ့အရှုကအာယုံကိုဝင်လေထွက်လေဆိုတဲ့အရှုကအာယုံကိုတီးနေတဲ့စိတ်ကလေးဒီတတိနဲ့လည်းရှင်းသွားပြီဝိရိယလည်းရှင်းသွားပြီတတိဆိုတဲ့စတဲ့သိဝိရိယစတဲ့သိနဲ့ပေါင်းလိုက်တော့ဒီစိတ်ကလေးဟာအဲ့ဒီအရှုကအာယုံဖြစ်တဲ့ဝင်လေထွက်လေပေါ်မှာတန်တန်မမကလေးကျသွားအကျွေးတွေရပ်သွားပြီအဲ့တော့တန်တန်မမကလေးအရှုခံဆိုဝင်လေထွက်လေပေါ်မှာဝင်လေတိထွက်လေတိစက္ခတိထက္ခထတိအဲ့ဒီတင်းနေတဲ့အချိန်လေးမှာဝေလေထွက်လေဆိုတဲ့အရှုကအာယုန်နဲ့ဆုစိတ်ပြီးတန်တန်မမလေးကျသွားအဝင်ခွန်ကြလေးဖြစ်သွားပြီအဲ့မှာကခနဲ့ဒုံလဲတွဲသွားဟောအရှုခံဆိုတဲ့ဝင်လေထွက်လေပေါ်မှာယောဂီတို့ရဲ့ရှုနေတဲ့စိတ်ကလေးဒီတီးသွားပြီတမာတိဒါကြောင့်တတိကောင်းတော်ပေါ်ရာထေချဝရိယာကောင်းတော်စိတ်ကတခြားမဲ့သွားပေါ်တိုင်းစိတ်တည်ညာသမာဓိရသွားဘာရသွားလဲတတိကောင်းတော်ပေါ်ရာထေချဝရိယာကောင်းတော်စိတ်ကတခြားမဲ့သွားပေါ်တိုင်းစိတ်တည်ညာတတိယဝရိယရဲ့သမာဓိရဲ့ရမသွားဘူးအဲ့ဒါသမာဓိရသွားတယ်ဒါကြောင့်ဒီအာနာပါနဝင်လေထွက်လေရှိရဆိုတာတော့တူရှင်းလို့ရမယ်ဟောတော့မယ်အဲ့တော့တတိကောင်းတော်ပေါ်ရာထေချဝရိယာကောင်းတော်စိတ်ကတခြားမဲ့သွားပေါ်တိုင်းစိတ်တည်ညာသမာဓိရမသွားဘူးလားသမာဓိရသွားတယ်ဒါကြောင့်ဘုရားရှင်ကပါဟောတယ်အယံဘိခောဘိက္ခေဝေအာနာပါနတတိဘာဝိတောဘုလိကေတောတန်တော်စေဝပန္တိသောသဘေဝေခြေသာจิตတမိတို့အာနာပါနတတိဝင်လေတိထွက်လေတိဆိုတဲ့အာနာပါနတတိကိုဘာဝိတောပွားများသည်ရှိသောဘောလေကတောအချိန်ချင်းအဘာဘာထထပွားများအာထုပ်သည်ရှိသောဒီအာနာပါနာတတိကမကောင်းတစ်ချိန်တစ်ခါတည်းအာထုပ်ရမှာမဟုတ်အချိန်ချင်းအဘာဘာဝိတောပွားရတစ်ချိန်တစ်ချိန်နဲ့ပွားလို့မရဘူးလိကတောတဲ့အချိန်ချင်းအဘာအထထဝင်လေတိပြီးတော့ထွက်လေတိပြီးတော့ဝင်လေတိစက္ခတိထက္ခတိမပြတ်မလားတလစားတိအဲ့ဒါဘာဝိသောဘုဒိကေတော့အဲ့လိုပွားလာတော့ဘာဖြစ်လာတယ်လဲတန်တော်စေဝငြိမ့်တက်သွားပြီတဲ့ဘာတွေငြိမ့်တက်သွားတယ်လဲစိတ်တွေငြိမ့်သွားပြီအတိတ်ကြံတွေးစိတ်လည်းမဖြစ်တော့ဘူးအနာဂတ်ညှို့တွေးစိတ်လည်းမဖြစ်တော့အဲ့တော့အပြင်လောကကိုပြေးလွှားပြန့်လွင့်တဲ့စိတ်တွေတန်တော်စေဝငြိမ့်သွားပြီဟိုနှစ်ရက်ရှိပြီဝင်လေဝင်ဆဲတိထွက်လေထွက်ဆဲတိအဲ့ဒီအာနာပါနာတတိယဝင်လေထွက်လေပေါ်စိတ်တည်လို့တမာတိရသွားပြီယောဂီတို့ရဲ့အတွေးတွေရပ်သွားတယ်ပါလေဝင်လေထွက်လေပေါ်မှာအာနာပါနာတတိယတမာတိရသွားတယ်ဒါကြောင့်ဘုရားရှင်ကဘာဟောလဲအယမေဝအာနာပါနာတတိတမာတိသာဓုကာမနေတိကာတကောဘေကဝေจิตာจิตမိတို့အယမေဝအာနာပါနာတတိတမာတိဝေလေဝေမာတိထွက်လေထွက်မာတိဆိုတဲ့အာနာပါနာတတိနဲ့ရှင်တဲ့တမာတိကိုသာဓုကံကောင်းစွာမနေတိကတာဖို့နှလုံးသွင်းပါဘုရားရဲ့စကားတော်ဝင်လေတိထွက်လေတိအာနာပါနာတတိဝင်လေထွက်လေပေါ်စိတ်တည်တာတမာတိဝင်လေတိထွက်လေတိဒီအာနာပါနာတတိပဲရှိသေးတယ်ဝင်လေထွက်လေပေါ်စိတ်တည်မှတမာတိတတိယတခြားတမာတိယတခြားတူရလားမတူဘူးဝင်လေတိထွက်လေတိအာနာပါနာတတိဝင်လေထွက်လေပေါ်စိတ်တည်တာတမာတိအာနာပါနာတတိတမာတိကိုဘုရားကအထုခိုင်းတယ်
ဘုန်းကြီးတို့ကအာထုခိုင်းတာလားဘုရားရှင်အာထုခိုင်းတာလားဒါဘုန်းကြီးစကားနားထောင်တာလားဘုရားရှင်စကားနားထောင်တာလားဘုယောဂီတို့အာထုတော့ဝေလေတိထွက်လေတိအာနာပါနာတတိယဝေလေထွက်လေပေါ်စိတ်တည်တော့တမာတိရမသွားဘူးလားဘုရားရဲ့စကားတော်ဘုရားရဲ့စကားတော်တရားတော်နဲ့ထပ်တူကြမသွားဘူးလားဘုရားရဲ့စကားတော်နဲ့ထပ်တူကြမသွားဘူးလားစဉ်းစားပါတွေးပါကြပါဘုန်းကြီးပြောတာမယုံနဲ့လက်မခံဒါဘုရားရဲ့တရားဘုရားရဲ့စကားဒါပရိယတိဓမ္မရှင်းတာတဲ့ဘုရားရဲ့စကားတော်နဲ့ထပ်တူထပ်မြကြမသွားဘူးပရိယတိနဲ့ကတ်ဘူးလားတန်တရားရှိသေးလားဒီအာနာပါနာတတိကမ္မထာအာထုတ်ရင်းနဲ့ဝင်လေသည်ထွက်လေသည်အာနာပါနာတတိယဝင်လေထွက်လေရောစိတ်ပြီးတော့တမာတိရမသွားဘူးစိတ်တွေငြိမ်မသွားဘူးလားအာယုံ၅ပါးကာမဂုဏ်တွေကိုတွင်းနေတဲ့စိတ်လာသေးလားကာမေသန္တာညုရဏငြိမ့်သွားပြီနော်ဘုန်းကြီးနည်းနည်းဒီနေ့ကပြောရစီဆိုနည်းနည်းလေးနောက်ကျသွားတော့သူရှင်းလေးပဲဟုတ်တော့အဲ့တော့အာယုံ၅ပါးကာမဂုဏ်တွေကိုတွေးနေတဲ့အဲ့ဒီအတွေ့လေးကာမေသန္တာဒါဒီအာယုံ၅ပါးကာမဂုဏ်ကိုတတ်မဲ့နေတဲ့ကာမေသန္တာဆိုရဲအဲ့ဒီကာမေသန္တာညုရဏတရားဒီယောဂီတို့စိတ်နဲ့ပေါင်းခွင့်ရသေးလားမရတော့ဘူးဗျာပါဒညုရဏသူတစ်ပါးရဲ့အကျိုးစီးပွားကိုဖြတ်စည်းခြင်းနဲ့ဗျာပါဒရောလာသေးလားမလာတော့ခိနမိတ်ဒရုပ်ရဲ့လေးလာခံမဲ့ခြင်းစိတ်ရဲ့လေးလာခံမဲ့ခြင်းအဲ့ခြင်းနဲ့စိတ်နိုင်မြခြင်းနဲ့စိတ်တတန်တန်တူပြီးဖြစ်နေတဲ့စိတ်တွေလာသေးလားအဲ့ဒီဝင်လေထွက်လေအာနာပါနာတတိယဝင်လေထွက်လေစိတ်တည်တဲ့တမာတိဖြစ်နေရင်အဲ့ခြင်းနဲ့စိတ်နိုင်မြခြင်းနဲ့စိတ်တတန်တန်တူဝေဟမ်ဒါလေးလားဒါနဲ့ခိနမိတ်ဒဆိုတဲ့နိဗ္ဗာန်တရားငြိမ့်မသွားဘူးအဲ့မှာဥဒိစ္စစိတ်တွေပြန့်လွင့်နေလားမိမိစိတ်ကအတိတ်ကိုပြန်ပြည့်စိတ်တွေဖြစ်သေးလားအနာဂတ်ကိုနှမ်းမြော်တယ်မျှော်တွင်းစိတ်တွေရောဖြစ်သေးလားဥဒိစ္စစိတ်တွေဟိုရောက်ဒီရောက်တောင်ရောက်မြောက်ရောက်ဟိုစဉ်းစားသေးလားကုတ်ကုတ်ဆပူပါမှုတွေလာသေးလားငါတော့မပြောခဲ့မိလေချင်းငါတော့ဒီမှာတရားလာအားထုတ်တယ်အရိဒဝင်တယ်အေကိုတော့မပြောခဲ့မိလေချင်းဩငါတော့မလုပ်ခဲ့မိလေချင်းပြောရင်လည်းပြောမိခဲ့လေချင်းငါတော့လုပ်ခဲ့မိလေချင်းဆိုတဲ့ကိုယ့်ရဲ့ဟောဒီဝစီကာယနဲ့လုပ်တဲ့ပုံမှာပူပါမှုတွေလာသေးလားကုတ်ကုတ်ဆလာသေးလားဥဒိစ္စကုတ်ကုတ်ဆညုရဏငြိမ့်မသွားဘူးငြိမ့်မသွားဘူးလားကာမေသန္တာညုရဏလည်းငြိမ့်သွားတယ်ဗျာပါဒညုရဏလည်းငြိမ့်သွားတယ်သီနာမိတ်ဒညုရဏလည်းငြိမ့်သွားတယ်ဥဒိစ္စကုတ်ကုတ်ဆညုရဏလည်းငြိမ့်သွားတယ်ဝင်လေသည်ထွက်လေသည်အာနာပါနာတတိတမာတိရသွားရင်အဲ့တော့ညုရဏတရားငြိမ့်မသွားဘူးလားဒီညုရဏတရား၄ပါးငြိမ့်သွားတာဟုတ်ပါမလားမှားပါမလားတို့ယဟန်ရှင်လူယောဂီတို့ရဲ့စိတ်မှာတန်တရားများဖြစ်သေးလားဒုလောတန်တရားတွေလာသေးလားဝိသိကိစ္စညုရဏရှိသေးလားရှိပါဘူးညုရဏတရား၅ပါးငြိမ့်သွားယောဂီတို့စိတ်နဲ့ညုရဏတရား၅ပါးနဲ့ပေါင်းခွင့်ရသေးလားမရတော့ဘူးဘာဖြစ်လို့လဲဝင်လေသည်ထွက်လေသည်အာနာပါနာတတိဝင်လေထွက်လေကိုစိတ်ပြီးတော့တမာတိရမသွားဘူးလားဟောတမာတိရသွားတဲ့အခါကျတော့အဲ့ဒီနိဝရဏတရားစီငြိမ့်မသွားဘူးလားငြိမ့်သွားပြီနော်ဒါကြောင့်နိဝရဏေတမေတိတိတမေထောနိဝရဏေနိဝရဏတရားတို့ကိုတမေတိတိငြိမ့်စေတာဤဣတိတဓမ္မထို့ကြောင့်တမေထောတမေထလို့ခေါ်တယ်နိဝရဏတရားငြိမ့်တာဒီတမထနိဝရဏတရားငြိမ့်တာဒီပါလေတမထအဲ့ဒီနိဝရဏတရားတွေငြိမ့်သွားတာတမထခေါ်ဟုတ်တယ်မဟုတ်လားဒါဖြင့်အဲ့ဒီနိဝရဏတရားကိုဘုန်းကြီးကအချင်းချုံတော့ကာမေသန္တာနိဝရဏတရားဒီလောဘကာမေသန္တာနိဝရဏတရားဒီပါလေဗျာပါဒနိဝရဏတရားဒီဒေါသဗျာပါဒနိဝရဏတရားဒီပါလေသီနာမိတ်ဒဥဒိစ္စပုဂ္ဂုစဝိဇိကိစ္စဆိုတဲ့နိဝရဏတရားတွေကမောဟပါလေဒါဖြင့်နိဝရဏတရား၅ပါးကိုအကျေးထုံးလိုက်တော့လောဘဒေါသမောဟဆိုတဲ့ကိလေသာမရဘူးလားလောဘဒေါသမောဟကိလေသာတွေမရဘူးလားကဲကောင်းပြီယောဂီတို့ကဝင်လေဝင်စေတိထွက်လေထွက်စေတိမပြတ်မလားတလစားတိနေတဲ့အခါကျတော့အဲ့ဒီဝင်လေတိထွက်လေတိအာနာပါနာတတိယဝင်လေထွက်လေပေါ်မှာတမာတိရမသွားဘူးလားမရဘူးလားဝ
ဝင်လေတိထွက်လေတိအာနာပါနာတတိဝင်လေထွက်လေကိုစိတ်တည်ရောတမာတိမရဘူးလားဟောတမာတိရသွားပြီဘုရားရဲ့စကားတော်နဲ့ရောညီညွတ်မသွားဘူးလားဒါကြောင့်ဘုရားကျက်ကတမာတိဘိကဝေဘာဝေဒဘေကဝေจิตာจิตမိတို့တမာတိဘဝယုတ်တရားယုံအလေးလေးဝါဝါပြေးလွှာနေတဲ့ပြန်လွင်နေတဲ့စိတ်ကိုတည်ငြိမ်အောင်ဘာဝေထပွားများကြတရားအမတို့မိတို့ကဘုန်းကြီးတို့စိတ်တွေယောဂီတို့စိတ်တွေကအတိတ်နာကပြေးလွှာပြန်လွင်နေတာမဟုတ်လားစိတ်တွေဟိုရောက်လိုက်ဒီရောက်လိုက်ဟိုကြားဒီကြားဟုတ်တယ်မလားခုတရားလေးအားထုတ်လိုက်တဲ့အခါကျတော့မှအာနာပါနာတတိယလေးဝင်လေထွက်လေကိုစိတ်တည်တော့တမာတိရတော့ဘုရားရှင်ကတမာတိကိုပွားများကြဆိုတော့ဘုရားရှင်ရဲ့စကားတော်တရားတော်တဲ့ယောဂီတို့တမာတိရမသွားဘူးကဲဘုရားရဲ့စကားတော်နဲ့ဟောထပ်ထူထမ်းများကြသွားတယ်ပရိယတ်တင်တွေရောမကြိုက်ဘူးလားဟောအဲ့ခါကျတော့ဝင်လေသည်ထွက်လေသည်အာနာပါနာတတိယနဲ့တမာတိဖြစ်သွားပြီဆိုတော့ဒီဝင်လေထွက်လေဆိုတဲ့အရှုခံအာယုမှာစိတ်ကလေးတီးပြီးတော့တမာတိဖြစ်သွားရဲ့အခုနနိဝရဏတရား၅ပါးကိုအကျဉ်းချုံလိုက်ရဲ့လောဘဒေါသမောဟကိလေသာမရဘူးလားဒါဖြင့်အဲ့ဒီဝင်လေတိထွက်လေတိအာနာပါနာတတိယဝင်လေထွက်လေပေါ်စိတ်တီးတဲ့တမာတိလေးရတဲ့အချိန်ကမှလောဘဖြစ်ခွင့်ရသေးတယ်အဲ့ဒီလောဘနဲ့ယောဂီတို့စိတ်ကလေးနဲ့ရှင်းခွင့်ရသေးတယ်ပေါင်းခွင့်ရသေးတယ်လောဘငြိမ့်မသွားဘူးအဲ့ဒီလောဘငြိမ့်တာဒီအပြောနဲ့ငြိမ့်တာလားကျင့်စဉ်နဲ့ငြိမ့်တာအပြောနဲ့ငြိမ့်တာလားကျင့်စဉ်နဲ့ငြိမ့်တာဟောလောဘငြိမ့်မသွားဘူးလားကဲအဲ့ဒီမှာဒေါသရောဖြစ်ခွင့်ရသေးလားဒေါသရောငြိမ့်မသွားဘူးလားမောဟရောဖြစ်ခွင့်ရသေးလားမောဟရောငြိမ့်မသွားဘူးလားအဲ့တော့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေငြိမ့်မသွားဘူးအဲ့တော့ဝင်လေထွက်လေပေါ်မှာအာနာပါနာတတိယဝင်လေထွက်လေပေါ်မှာတမာတိဖြစ်သွားပြီဆိုတာနဲ့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေဖြစ်ခွင့်ရသေးလားငြိမ့်မသွားဘူးအပြောနဲ့ငြိမ့်တာလားလုပ်ငန်းနဲ့ငြိမ့်တာကျင့်စဉ်နဲ့ငြိမ့်တာလားလုပ်ငန်းနဲ့ငြိမ့်တာအေးကျင့်စဉ်ဆိုတာပရိပတ်တကယ်နေ့ဘုန်းကြီးတို့ပြောနေတာကပရိယဆိုတာစိကပရိပတ်ဆိုတာလုပ်ငန်းပရိယဆိုတာဘာလဲပရိပတ်ဆိုတာဘာလဲလုပ်ငန်းဒါကြောင့်ပရိယစိကနဲ့အညီပရိပတ်လုပ်ငန်းဒါကြောင့်မို့လို့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေငြိမ့်မသွားဘူးဒါကြောင့်မူလကျေးဇူးရှင်တိုင်းငွေဆရာတော်ဘုရားကြီးကဘာဟောလဲအရှုနောက်မှာတတိပါပါသေးတဲ့ဒါမူလကျေးဇူးရှင်ဆရာတော်ကြီးရဲ့စကားတော်အရှုနောက်မှာတတိပါပါသေးအရှုနောက်မှာတတိဆိုတဲ့အတိမပါရင်တမာတိမရဘူးတဲ့အရှုနောက်မှာတတိဆိုတဲ့အတိပါမှစိတ်တည်နေမှုတမာတိရဝင်လေနောက်မှာတတိဆိုတဲ့အတိပါပါတယ်ဝင်လေနောက်မှာတတိဆိုတဲ့အတိမပါရင်စိတ်တည်နေမှုမရဘူးလေထွက်လေနောက်မှာတတိဆိုတဲ့အတိပါပါတယ်ထွက်လေနောက်မှာတတိဆိုတဲ့အတိပါရင်စိတ်တည်နေမှုတမာတိမရဒါဆရာတော်ဘုရားကြီးကနော်စာမမရှာဘဲနဲ့ခန္ဓာကရှာလို့သိတဲ့တရားဘာဖြစ်လို့လဲဆရာတော်ဘုရားကြီးကစာမတတ်ဘူးသိရသိမကြွားတော့45ဝါကာလပတ်လုံးဘုရားရဲ့ခန္ဓာကဟောလာတဲ့တရားတွေဒီကနေ့သုတ်ဝင်နေအဘိဓမ္မာဆိုပြီးတော့မှတ်သားတင်တဲ့ဒီနေ့ကြံနေခဲ့တယ်အဲပရိယတ်တိမှာရေးထားတယ်ဘုရားရဲ့ခန္ဓာကစာတယ်ဘုရားရဲ့စာတယ်ဘုရားရဲ့အတိတ်ဒါကိုဆရာတော်ဘုရားကြီးကစာမတတ်တဲ့အတွက်စာတဲ့ကဘုရားသိတဲ့အတိတ်မဟောနိုင်ဒါပြင်မဲ့ဘုရားဟောတဲ့အတိုင်းဒီတိတိပဋ္ဌာန်၄ပါးမှာဒီကာယ ानु ပဒနာတတိပဋ္ဌာန်အာနာပါနပပပါတဲ့ဒီအာနာပါနာတတိကမ္မထာကိုဆရာတော်ကြီးကအားထုတ်တဲ့အခါကျတော့မှဒီစကားကိုဆရာတော်ဟောတယ်အဲဆရာတော်ကြီးရဲ့ဟောတဲ့တရားကခန္ဓာကိုကြည့်ပြီးတော့ခန္ဓာကတရားဟောတော့စာကိုကြည့်ပြီးစာကတရားမဟုတ်ဘာကြောင့်သမတလို့စာကိုကြည့်ပြီးတော့မဟောတာအဲတော့ဆရာတော်ကြီးကသူ့ခန္ဓာကတရားကိုသူ့ညာနဲ့ကြည့်ပြီးတော့ဆရာတော်ကြီးကဟောတဲ့စကားတွေကခန္ဓာကတရားဒါကြောင့်အရှုနောက်မှာတတိဆိုတဲ့အတိပါတယ်အရှုနောက်မှာတတိဆိုတဲ့အတိမပါတမာတိမရဘူးဒါကြောင့်ဘုရားရှင်ကဟောတယ်မလားရှုရင်ရှုမှန်းသိဆိုင်ရင်ဆိုင်မှန်းသိဝင်လေဝင်မှန်းသိထွက်လေထွက်မှန်းသိတောတတော်ကအတ္တတတိတောတတော်ကပတ္တတိအဲဘုရားရှင်ရဲ့စကားတော်တရားတော်နဲ့မူလကျေးဇူးရှင်ဆရာတော်ကြီးရဲ့စကားတော်တရားတော်အားထပ်ထူထမ်းထမ်းကြမတော်ဘူး
ဟောတုထားများကြားမတော်ဘူးလားဟုတ်ပါမလားတန်တရားများရှိသေးလားအေးဝိသုဒ္ဓိမကဘာပြလဲတာရေသာကရိယာယတံပါတိတိတာရေသာကရိယာယအစမဲပြတရေသာရှုမှတ်နေခြင်းဖြင့်တံပါတိတိပြည့်စုံစေရမယ်တောဝိသုဒ္ဓိမေအထာဂရာပြပါလေအဲ့ဒီမှာတာသေသာကရိယာယတံပါတိတိတာတစ္ဆကရိယာယအစမဲပြတရေသာရှုမှတ်နေခြင်းဖြင့်တံပါတိတိပြည့်စုံစေရမယ်ဒါဝိသုဒ္ဓိမဲ့အထာဂရာကြီးကဖွင့်ပြတာဘာလဲဘာလို့ဆိုလိုတာလဲဆိုဘာကယောဂလူရဲ့ခန္ဓာနာတိပြလေးမှာတတိကတော့ဝင်လေထွက်လေမသိဘူးလားအေးအဲ့ဒီဝင်လေကိုရှုခိုင်းတာဘယ်လိုလဲဝင်လေသိပြီးတော့ထွက်လေသိထွက်လေသိပြီးတော့ဝင်လေသိဝင်လေသိပြီးတော့ထွက်လေသိထွက်လေသိပြီးတော့ဝင်လေသိဆက်ခသိထခသိမပြမလားတလည်းသာသိဒါဝိသုဒ္ဓိမဲ့အထာဂရာပြတယ်အဲ့တော့ဝင်လေသိပြီးတော့ထွက်လေသိထွက်လေသိပြီးတော့ဝင်လေသိဆက်ခသိထခသိမပြမလားတလည်းသာသိနေရဲ့စိတ်တွေပြတ်သေးလားတန်းနေသေးလားအဲ့တော့ဝင်လေသိပြီးရင်ထွက်လေမသိရင်ထွက်လေသိပြီးရင်ဝင်လေမသိရင်ထွက်လေနဲ့ဝင်လေရဲ့ကြားမှာလောဘတရားတဲ့ပြဝင်မလာနိုင်ဘူးလားဒေါသဝင်မလာနိုင်ဘူးလားမောဟဝင်မလာနိုင်ဘူးလားအဲ့တော့ဝင်လေသိပြီးတော့ထွက်လေမသိရင်ထွက်လေသိပြီးတော့ဝင်လေမသိရင်တတိရှိသေးလားတတိမရှိတော့အတိလာသေးလားဒါကြောင့်ဝိသုဒ္ဓိမကဝင်လေသိပြီးတော့ထွက်လေသိထွက်လေသိပြီးတော့ဝင်လေသိဆက်ခသိထခသိမပြတ်မလတ်ကလေးစားသိဆိုတော့ဝင်လေထွက်လေတော့စိတ်တည်မသွားဘူးလားအမှန်ကြီးရသွားပြီလေတာတေသာကရိယာယအစမေပြတရေသာရှုမှနေခြင်းဖြင့်တံပါတိတိပြည့်စုံစေရမယ်ဒါဖြင့်အဲဝင်လေသိပြီးတော့ထွက်လေသိထွက်လေသိပြီးတော့ဝင်လေသိဆက်ကသိထခသိမဲပြမလားတရေသာသိတော့စိတ်တည်မသွားဘူးလားတမာကြီးမရဘူးလားရသွားပြီဒါဖြင့်မူလကျေးဇူးတော်ရှင်တိုင်မှုဆရာတော်ဘုရားကြီးရဲ့ခန္ဓာကဟောတဲ့တရားကခန္ဓာကသိတဲ့တရားကအရှုနောက်မှာတတိဆိုတဲ့အတိပါအရှုနောက်မှာတတိဆိုတဲ့အတိပါရင်တမာတိရမယ်အရှုနောက်မှာတတိဆိုတဲ့အတိပါရင်စိတ်တည်နေမှုတမာတိမရဘူးဆိုတဲ့အခါကျတော့ဘုရားရဲ့စကားတော်နဲ့ဘုရားရဲ့စကားတော်တရားတော်နဲ့ကိုထပ်တူထမြကြားမသွားဘူးလားပရိယတ်တည်နေတော့မကြိုက်ဘူးလားယောဂီတို့ဟုတ်ဟုတ်ရဲ့လားမှန်မလားတန်တရားရောရှိသေးလားယောဂီကိုယ်စိတ်ယောဂီကိုယ်စိတ်အဲ့ဒါကြတော့မှတမာတိလည်းရလဲသွားတဲ့အခါကျတော့ဝင်လေတိထွက်လေတိအာနာပါနာတတိယတမာတိရသွားပြီဆိုတော့အဲ့ချိန်ကမှဆက်ကတိနေရင်ဝင်လေတိပြီးတော့ထွက်လေတိပြီးတော့ဝင်လေတိဆက်ကတိနေလောဘတိဝင်ခွင့်ရသေးလားဒေါသဝင်ခွင့်ရသေးလားမောဟဝင်ခွင့်ရသေးလားအဲ့မှာလောဘဒေါသမောဟဆိုတဲ့ကိလေသာငြိမ့်မသွားဘူးလားကိလေသေတမေတိတမေသောကိလေသာတရားတို့ကိုတမေတိငြိမ့်စေတာဤဣတိတတမထိုးကြောင့်တမေထဤတယ်ကိလေသာငြိမ့်တာဒီပါလေတမထဥတမာတိကျင့်စဉ်ပိုင်းမှာယောဂီတို့တထင်ကနော်သီလတရားထိုင်လိုက်တာနဲ့တမေကိုထိုင်တာနဲ့ကိုယ်နဲ့တော့လုံခြုံမသွားဘူးလားဣန္ဒြိယတမ္ပရာသီလဝိသိကမ္မကိလေသာကာယကလူကျွမှုဝစီကလူကျွမှုသီလကပယ်သွားပြီယောဂီတို့ပရိက္ခယူပြီးရတဲ့ယောဂီတို့ကသံဃာမှာထိုင်ပြီးတော့ကိုယ်နဲ့တော့ငြိမ်မသွားဘူးလားအဲ့ဒါဣန္ဒြိယတမ္ပရာတိအဲ့ဒီမှာကာယကလူကျွမှုဝစီကလူကျွမှုလာသေးလားဝိသိကမ္မကိလေသာပယ်ပြီတရားထိုင်တာနဲ့ဝိသိကကိလေသာသီလပယ်ပြီဒါပေမဲ့ခန္ဓာကိုယ်မလုံးမဆက်တာငြိမ်နေပေမဲ့စိတ်တွေကငြိမ်ရလားမနှောစိတ်တွေကငြိမ်ရလားစိတ်တွေကတောင်တွေးမြောက်တွေးဟိုတွေးရောက်နေမလားစိတ်မငြိမ်နေဘူးလေရုပ်တငြိမ်တာစိတ်မငြိမ်နေဘူးအဲ့ဒါမလားအဲ့ဒါမှဝင်လေသည်ထွက်လေသည်ဆက်ကသည်အာနာပါနာတတိယနေဝင်လေထွက်တော့စိတ်ပြီးတော့တမာတိရမသွားဘူးလားစိတ်ကလေးမှငြိမ်မသွားဘူးလားငြိမ်မသွားဘူးလားအဲ့တော့အဲ့ချိန်မှာလောဘဒေါသမောဟဆိုတဲ့ကိလေသာဝင်ခွင့်ရသေးလားယောဂီတို့စိတ်မှာတမာတိဖြစ်သွားတာနဲ့လောဘဒေါသမောဟဆိုတဲ့အဲ့ဒီကိလေသာတွေယောဂီတို့စိတ်နဲ့ရှင်ခွင့်ရသေးလားပေါင်းဝင်ရောရသေးလားကိလေသာတွေငြိမ့်မသွားဘူးလား
အဲ့ဒါပရိယုဋ္ဌာဏကိလေသာငြိမ့်သွားတာလောဘဒေါသမောဟဆိုတဲ့ပရိယုဋ္ဌာဏကိလေသာကိုတမာတိတွေကဖိထားတယ်မင်းမလုံးနဲ့မင်းငြိမ်ငြိမ်နေမင်းငြိမ်ငြိမ်နေတော့မလုံးနဲ့ငါတမာတိနဲ့မင်းဖိထားပြီအဲ့တော့ဝင်လေဝင်စေသည်ထွက်လေထွက်စေသည်ထက်ကတီးတမာတိလေးတီးသွားတဲ့ခါကျတော့အဲ့မှာလောဘဖြစ်ခွင့်ရသေးလားဒေါသဖြစ်ခွင့်ရသေးလားမောဟဖြစ်ခွင့်ရသေးလားအဲ့လောဘဒေါသမောဟကိလေသာငြိမ့်ပြီးသွားပြီဩမိမိစိတ်မှာပရိယုဋ္ဌာဏကိလေသာကိုဟောဒီမှာသမထဆိုတဲ့တမာတိကကြာလေးဖိထားလိုက်ဒါကြောင့်ကိလေသေတမေတိတိတမေထောကိလေသေကိလေသာတရားတို့ကိုတမေတိတိငြိစေတာဤဣတိတဓမ္မထိုးကြောင့်တမေထောဓမ္မထခေါ်တယ်သမထဆိုတဲ့အထင်မသေးနဲ့ကိလေသာတော့ငြိမ့်တာပရိယုဋ္ဌာဏကိလေသာငြိမ့်မသွားဘူးလားအဲတမာတိရမသွားဘူးလားကဲဒါဖြင့်ဒီကနေ့ဘုန်းကြီးတို့ရဲ့အနန္တကိုရင်ကျေးဇူးရှင်တိုင်းမှုဆရာတော်ဘုရားရဲ့ခန္ဓာကိုယ်တွေ့ကျင့်စဉ်သည်ဝင်လေတိထွက်လေတိအာနာပါနာတတိယဝင်လေထွက်လေကိုစိတ်တည်တဲ့တမာတိရမသွားဘူးဘုရားရဲ့စကားတော်တရားတော်တွေကိုထပ်တူထမ်းမြကြမသွားဘူးပရိယတ်တိတွေရောမကြိုက်ဘူးလားဒါဖြင့်ဒီကနေ့ယောဂီတို့တမာတိရလာတဲ့အခါကျတော့ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာကိုငြိမ်းတာတခြားကငြိမ်းတာလားတမာတိကငြိမ်းတာအပြောနဲ့ငြိမ်းသွားတာလားလုပ်ငန်းနဲ့ငြိမ်းတာလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေငြိမ်းတာအပြောနဲ့ငြိမ်းတာလားလုပ်ငန်းနဲ့ငြိမ်းတာဟာလုပ်ငန်းနဲ့ငြိမ်းသွားတာအပြောနဲ့ငြိမ်းတာလားကျင့်စဉ်နဲ့ငြိမ်းတာပြောတာကပရိယဟုတ်လားအပြောကပါလေပရိယဆိုတာစိကံပฏิပတ်ဆိုတာလုပ်ငန်းဒီကနေ့ဘုန်းကြီးတို့ရဲ့အနန္တကိုယ်ကျေးဇူးရှင်တိုင်းခုဆရာတော်ဘုရားကြီးရဲ့ခန္ဓာကိုယ်ရဲ့ကျင့်စဉ်တမာတိကျင့်စဉ်အာနာပါနာတတိယနဲ့ဝင်လေထွက်လေကိုစိတ်တည်တဲ့အာနာပါနာကျင့်စဉ်တမာတိကျင့်စဉ်ပိုင်းကြီးစိတ်ကမ်းရှိတဲ့ကျင့်စဉ်လားစိတ်ကမ်းမရှိတဲ့ကျင့်စဉ်စိတ်ကမ်းရှိတဲ့လုပ်ငန်းလားစိတ်ကမ်းမရှိတဲ့လုပ်ငန်းလားယောဂီတို့တွေးပါစဉ်းစားပါနော်တွေးပါစဉ်းစားပါဝေဖန်ပါဝိပဿနာဝေဖန်သုံးသပ်ဆုံးဖြတ်ပြီးမှဒီတရားအားထုတ်ဘုန်းကြီးပြောတာမယုံနဲ့လက်မခံနဲ့ကျော်ပလုံးဆရာတော်သူထင်ရာတွေဟောနေတာလားသူမြင်ရာတွေဟောနေတာဘာတွေဟောနေရလဲသူ့ရဲ့အာဘော်တွေလားဘုန်းကြီးကလည်းဝေဖန်ပါဘုန်းကြီးကလည်းသုံးသပ်ပါနော်ဘုန်းကြီးပြောတဲ့စကားတွေတရားတွေလက်မခံနဲ့ဟုတ်ကျော်ပလုံးဆရာတော်ဟောနေတဲ့စကားတွေတရားတွေကပါတယ်ဘုရားဟောတဲ့စကားတော်တရားတွေတော့ညင်ညွတ်ရလားပရိယတ်တိတွေတော့ကြိုက်ရဘာတွေဟောနေတာရှလွတ်ပဲလို့သူဟောနေတာရှလွတ်ပဲလို့ဆိုတာစာပေကိုလွတ်ပြီးတော့ဟောနေပရိယတ်ဆိုရဲ့ပရိယတ်တိဆိုရဲ့စိတ်ကားမရှိဘဲနဲ့ကိုယ်ထင်ရာကိုယ်မြင်ရာဟောနေတဲ့တရားလားဘာလို့လဲဘာလဲဘုန်းကြီးကိုဝေပါတော့တာဘုန်းကြီးဟောတဲ့တရားလက်မခံနဲ့ဘာလို့လဲဘုရားရဲ့ဝါဒကဝိပဿနာဝါဒဝေဖန်ပိုင်းခြားသုံးသပ်ဆုံးဖြတ်ပြီးမှလက်ခံတာဒါကြောင့်ဘုန်းကြီးတို့ရဲ့အနန္တကိုရင်ကျေးဇူးရှင်ဆရာတော်ဘုရားကြီးရဲ့တရားဥစ္စာတော်ဘုရားကြီးရဲ့စကားတော်တရားတော်ကိုယောဂီတို့လက်မခံပါနဲ့ဝေဖန်မှာသုံးသပ်စစ်စစ်ပါဘုရားရဲ့စကားတော်နဲ့ထပ်တူထပ်မြကြရဲ့လားဘုရားစကားတော်နဲ့ကိုညင်ညွတ်ရဲ့လားပရိယတ်တိတွေကြက်ရဲ့လားဆိုတာဝေဖန်သုံးသပ်ပါပရိယတ်ဒီဆိုတော့ပေတာနဲ့တိုင်းကြည့်ပရိယတ်ဒီတော့မှတ်ကြောက်ပေါ်မှာတင်ကြည့်အဲ့တော့ပရိယတ်စိတ်ကားနဲ့မငြင်းရင်ဒီတရားတွေကျင့်စရာမလိုအထုတ်နေစရာမလိုပြင်မနဲ့ဆင်းရဲတယ်အလုပ်ပြတ်တယ်အားလို့ရှင်းဒါကြောင့်မို့လို့ဘုန်းကြီးတို့ကဒီတမာတိကျင့်စဉ်ပိုင်းအဲ့ဒါတမာတိကျင့်စဉ်ပိုင်းကိုဒါဟောနေဒါကြောင့်နိဝရဏပဲကွာအာနာပါနတိရဏဆိုတာဒီအာနာပါနဒိဋ္ဌိကမ္မထံကိုအားထုတ်တဲ့အခါကျတော့ဒီနိဝရဏတရားတွေငြိမ့်မသွားဘူးလားဒါငြိမ့်သွားတယ်ဟုတ်တယ်မလားဒါကြောင့်ဒီယောဂီတို့ဖျားရှင်နော်ယောဂီတို့ကအခုကတရားအားထုတ်တဲ့အခါကျတော့ခုဘုန်းကြီးကနိဝရဏပဲကွာအာနာပါနာတိရဏဆိုတာဒီအာနာပါနာချွေရင်းနဲ့နိဝရဏတရားတွေငြိမ့်မသွားဘူးလားဒါ10နာရီခေါ်တော့ဒါလေးကိုတူရှင်းတူရည်လေးပဲဟောတာအဲ့တော့ဘုန်းကြီးတို့ရဲ့ဖရာအလောင်းယောက်ျားမြတ်ဘောဓိတတ္တဖရာအလောင်းဒီဖရာမဖြစ်မီဖရာမဖြစ်မီမှာဖရာရှင်ဟာမဟာဘောဓိပင်စီကိုမဟာဘောဓိပင်စီကိုနောက်မိတကယ်ပြု၍အရှိရတို့မျက်နာလှဲ့ကငါဒီတပ်ပင်ညုတဖ
ဖျားမဖြစ်သေးသမျှငါဒီတပ်ပင်ပြုတာဖျားမဖြစ်သေးသမျှအဲ့ဒီငါဤခန္ဓာကိုယ်အကျော်အယိုးအယိုးအကျော်တွေကျိုးခွေကကျွင့်ရင်ကျွင့်ကြမစီတော့အတွေ့အသားတွေလည်းခန်းကြောင်ရင်6ပဲစီတော့ငါရဲ့ဝရိယကိုနည်းနည်းလေးမှမလျှော့ပဲငါဒီတပ်ပင်ယူတာဖျားမဖြစ်သေးတဲ့မြတ်ဟောဒီမြေကြီးတည်ရောင်းပြန်လန်လဲလာမစီတော့ငါရဲ့ဥကောင်းထက်နဲ့မိုးချိုးဆက်အသိန်းတို့တထိန်ထိန်မြည်ဟိကကြတယ်ကြပါစီဟောဒီဥရဝေလာတော့အလုံးတခုံးဟုံးမြည်လောင်၍အပြောင်ပြောင်တညီညီဖြစ်တော်လဲပဲငါဒီဖျားမဖြစ်သေးဘူးငါရဲ့ဟောဒီခွေထားတဲ့တမန်လင်ခွေဝရိယကိုအဖြေမလျော့အားမဲ့ပြောအားဆိုပြီးတော့ဖျားဖြစ်လို့တော့စိတ်ရေတန်ပြီးတော့အထိတ်တန်ထားပြီးအထုထားဒါဖျားဖြစ်သေးဘူးဖျားလောင်းတော့ကဲယောဂီတို့ရေကဲစဉ်းစားကြရမကောင်းဘူးလားဖျားပြင်းပြဘုန်းကြီးတို့ဖျားတော့ဘောဓိပင်မှာဟုတ်တယ်မလားဒီလိုအထိတ်တန်ထားတာအရေးတွေအယိုးတွေကျွင်းရင်ကျွင်းမဲ့စီအတွေ့သားတွေခန်းကြောက်ရင်6ပဲစီတော့ငါကြီးဖျားမဖြစ်သေးတယ်မြတ်ဟောဒီခွေထားတဲ့တမန်လေးကိုမဖြစ်အဲ့ဒီလိုနော်အရေးတွေရိုးတွေကျွင်းရင်ကျွင်းမဲ့စီအတွေ့သားတွေလည်းခန်းရင်6ပဲစီတော့အဲ့ဒီတော့ငါဒီဖျားမဖြစ်သေးသူဟောဒီမြေကြီးကရောင်းပြန်နိုင်တဲ့သံမစီငါရဲ့ဥကောင်းတက်မှာမိုးချိုးဆက်တွေတထိန်ထိန်နဲ့မြေကြီးကကြားတယ်ကြားပါစေဟောဒီဥရဝေရတော်အလုံးတဟောဟောမြည်လောင်ပြီးတပြောင်ပြောင်တင်းကြီးဖြစ်တော်လဲဖြစ်ပါစေငါခွေထားတဲ့ဟောဒီတမလင်ကိုမဖြေမလျော့ဆိုတာပြင်ချင်းပြောင်းချင်းလှုပ်ချင်းမလုပ်တာကိုဆိုလိုတာဘုရားအဲ့လိုဒိဋ္ဌာထားပြီးတော့အာထုတ်တာအဲ့လိုမပြင်မပြောင်းမဲနဲ့ဘုရားရှင်ကအဒိဋ္ဌာထားပြီးတော့အဲ့ဒီမှာအာထုတ်လို့ဘုရားဖြစ်တာဘာဖြစ်လဲနေမွေငယ်မှာဒေဝဗုဒ္ဓမှာအောင်မြင်သွားတယ်အဲ့ဒီမှာဘုရားရှင်ဒေဝဗုဒ္ဓအလုံးသိပြီးတဲ့အတိုင်းပဲနော်အဲ့ရအောင်မြင်သွားတယ်အောင်မြင်သွားတဲ့အခါကျတော့ဘုန်းကြီးတွေရဲ့ဝင်းကြီးအာယုဇရာပြန်ကြည့်၄နာရီခွဲ၄နာရီနဲ့50အာယုတက်တယ်နေဝင်တာက6နာရီနဲ့7မိနစ်မှနေဝင်တယ်ကဆုံလားအဲ့တော့ဘုရားရှင်က6နာရီ7မိနစ်နေမဝင်ခင်ဒေဝဗုဒ္ဓမှာသူအောင်သွားတယ်ထားတော့6နာရီ7မိနစ်ပဲထားလိုက်တော့နေဝဲသွားတယ်ဒေဝဗုဒ္ဓမှာအောင်မြင်ပြီးတဲ့အခါမှာဘုရားရှင်ကဆက်ပြီးတရားထိုင်နေတယ်ထားပါစို့ဒါအကြအပြည့်တွက်လိုက်မယ်9နာရီထားတော့6နာရီ7မိနစ်ကနေမဝင်ခင်မှာဘုရားကမနကိုအောက်သွားပြီဆိုတော့9နာရီထားတော့9နာရီစပြီးဘုရားရှင်အဲ့ဒီမှာတရားထိုင်ပြီဆိုပါစို့အဲ့တော့9နာရီ10နာရီ9နာရီ10နာရီ17နာရီ17နာရီ1နာရီ2နာရီ3နာရီ4နာရီ4နာရီနဲ့မိနစ်50အာယုမတက်ခင်မှာ4နာရီနဲ့မိနစ်50အာယုမတက်ခင်မှာဘုရားရှင်ဟာတပ္ပိညိတရှင်နဲ့တော့ရသွားပထမယေဟုယဒိဗ္ဗသက္ကုသမထပုပ္ပေစုပထမယေဟုယမှာပုပ္ပေနိဝတညာတောင်းအောင်ရမှာဒိဗ္ဗသက္ကုသမထပုပ္ပေနိဝတညာနဲ့ဒိဗ္ဗသက္ကုကသမထပဲရှိသေးတယ်ဝိပဿနာမြောက်သေးဘူးဘုလေးကနေလေကပ်ပြီးတော့မှဘုရားရှင်ကဝိပဿနာဉာဏ်နဲ့တပ္ပိညိတဘုရားဖြစ်တာပထမသမထရှင်းစဉ်ပိုင်းနဲ့သွားတယ်ဒါပုပ္ပေနိဝတညာဒိဗ္ဗသက္ကုညာဘာဆိုက sorry ဒီနေဝေကမိုးတောက်ရအာယုအဲ့ဒီမှာအာယုမတက်ခင်မှာဘုရားရှင်ကဖြစ်တာအာယုကဘယ်ချင်းတဲ့4နာရီနဲ့မိနစ်50မှာတက်တာအဲ့ဘုရားရှင်ရဲ့တရားအထုတ်တွေကြီးရောက်ပြီးတော့ခွတ်စားတော့6နာရီ7မိနစ်နေဝင်တော့9နာရီထား9နာရီ10နာရီ9နာရီ10နာရီ17နာရီ17နာရီ1နာရီ2နာရီ3နာရီ4နာရီ7နာရီရှိသွား4နာရီနဲ့မိနစ်50အာယုကအဲ့ဒီမှာတုတ်တာအဲ့တော့ထားတော့9နာရီပဲထားလိုက်ဘုန်းကြီးတို့ရဲ့တိဋ္ဌတာဘုရားလုံးနေနော်9နာရီလုံး
မလုံးမပြင်းမဲနဲ့ခုနပြောတယ်လို့ငါဒီဖျားမဖြစ်သေးတဲ့ကာလပတ်လုံးရေကြီးပြောင်းပြန်လှန်လဲလမ်းမစီတော့ငါရဲ့ဥကောင်းတဲ့ဒီမိုးချိုးတွေတိန်တိန်တဟီကြလေကြပါစေတော့ဥရဝေဒတော်လုံးတွေညီဟောတောက်လေတပြပေါင်းတင်းကြီးဖြစ်ကျင်တဲ့ဖြစ်ပြီတော့ငါရဲ့ခွေထားတဲ့တိုင်မလင်းကိုဖျားမဖြစ်သေးတဲ့ကာလပတ်လုံးမဖြစ်မလျော့ဖျားဖြစ်လို့တော့စိတ်ရေတန်ပြီးတော့ဒိဋ္ဌံထားတာယောဂီတို့အခုကဘယ်လောက်လဲနှစ်နာရီစဉ်းစားကြည့်ဟမ်ဒါဖျားအလုံးတော်ရဲ့ဒါကျင့်စဉ်ပဲဒါကြောင့်မို့လို့နိဗ္ဗာန်ကိုလိုချင်တဲ့ဒါကြောင့်မူလကျေးဇူးရှင်တိုင်းခုဆရာတော်ဘုရားကြီးလည်းပဲအယိုးကျေကျေအယေခန့်ခန့်လူသေးသေးမသိကိလေသာသေးဆိုပြီးတော့20လလုံးကိုယ်နဲ့အတဲ့မငဲကွက်ပဲနဲ့အာထုဒါကြောင့်နိဗ္ဗာန်ကိုလိုချင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေနော်သုတ်တိလကအထကရာမှာဘာဟောလဲကာယေသခန္ဓာကိုယ်ကိုလည်းကောင်းသေဝိသေစာတဲ့ကိုလည်းကောင်းအနာဘေခတံမငဲကွယ်မူ၍ဥပတပိတိအာထုပါတဲ့နိဗ္ဗာန်ကိုလိုချင်ကြတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေဟာကိုယ်နဲ့အတက်ကိုမငဲကွယ်ပဲနဲ့အာထုတဲ့ဒါပြင်အတ္တကိလမတ္တဟမ်ဒါရှိလို့ယောဂီဘောတူတော်ကောင်းတို့ကြီးကိုယ်နဲ့အတက်မငဲကွယ်ပဲနဲ့အယိုးကျေကျေအယေခန့်ခန့်လူတည်တည်မတည်တရားရဟာဘုန်းကြီးတို့ရဲ့ဘုရားတော်ဒိဋ္ဌာလောင်းတော်ဘွားတွေကအာထုတာဒီဒါအတ္တကိလမထာလားတွေးပါကြမှာစဉ်းစားပါတဲခုဆရာတော်ဘုရားရဲ့ဒီနှစ်နာရီထိုင်တာပမာသမပြောပါလားဒါကိုသိဖို့လို့ဒါဘုန်းကြီးကပြောတာဒါကြောင့်မို့လို့အရေးတွေကျွင်းပဲစီအယိုးတွေကျွင်းပဲစီအတွေ့အသားတွေခန်းကြောင်ရင်၆ပဲစီဒါဘုရားရှင်ဘုရားလောင်းတော်ကိုအားကြပြီးတော့အတုတွေယူပြီးတော့အားထုတ်ရတယ်ဟုတ်တယ်မလားဒါကာယေစာခန္ဓာကိုယ်ကိုလည်းကောင်းဇီဝိသေစာအတက်ကိုလည်းကောင်းအနာဘေခတံမငဲကွယ်မှု၍ဥပတပိတိအာထုပါကိုယ်နဲ့အတက်မငဲကွယ်ရဲရဲဆဲဆဲအာထုနိုင်ရမည်ဒါရှေ့ဆရာတော်တွေရေးတဲ့လင်္ကာရှေ့ဆရာတော်တွေကရေးတဲ့ဆိုတာဆက်လွတ်ပဲလို့စာပေတွေလွတ်ပြီးတော့ကိုထင်ရကိုရေးခဲ့တဲ့စာတွေမဟုတ်ဘူးအဲ့ဒီပါဠိတော်ကြီးကိုကြည့်ပြီးတော့မှနောက်သားတွေရှေ့ဆရာတော်ကြီးတွေပြိပတ်နဲ့နော်လောကကလွန်မြောက်သွားတဲ့ဆရာတော်ကြီးတွေကတူလို့နော်ကိုနဲ့အတက်ကိုမငဲ့ွက်ဖဲနဲ့အထုတ်နိုင်အောင်လို့ဒီလိုလင်္ကာလေးတွေကိုရေးထားတာကိုနဲ့အတက်မငဲ့ွက်ရဲရဲဆဲဆဲအထုတ်နိုင်ရမည်သစ္စာမလာလေကာယသာခန္ဓာကိုယ်ကိုလည်းကောင်းဇီဝိသေစာတက်ကိုလည်းကောင်းအနာဘေကတံမငဲ့ွက်မူ၍ဥပတပိတိထားပါတုတ်တိလည်းကဒါကရာဟောလားစဉ်းစားကြည့်ဒါကြောင့်ယောဂီတို့ကိုယ်နဲ့အတဲ့ငှက်ွယ်နေရင်တရားရပါကိုယ်နဲ့တဲ့ငှက်ွယ်နေတာတဏှာဟုတ်တယ်မလားတဏှာပဲတဏှာဆိုတဲ့တရားအထုံးလို့တော့မရဘူးဗျဒါနောက်ပိုင်းမှာဟောမှာရှိတယ်အဲ့တော့ကိုယ်နဲ့အတဲ့ကကိုယ်နဲ့အတဲ့မငဲ့ွယ်ရဲရဲဆဲဆဲအထုံးနိုင်ရမည်အထုံးနိုင်ပါမလားတယောက်တည်းပါဟမ်နိဗ္ဗာန်လိုချင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးသည်တန်တုံးကြီးကိုအဖြစ်အောင်တွေးရမှာလေမင်းနိဗ္ဗာန်လိုချင်လားရော့ကွာမင်းတန်တုံးကြီးကိုမင်းအဖြစ်အောင်တွေးနိုင်ပါမယ်ဥပမာပြောတာဟုတ်တယ်မလားဒါကြောင့်မို့လို့ဒီကနေ့ယောဂနာဘေကွာအာနာပါနာတည်တဲ့နာတဲ့ဒါကြောင့်ဒီကနေ့ယောဂီတို့ဟာဒီအာနာပါနာတတိယနဲ့ဝင်လေသည့်ထွက်လေသည့်သမာဓိရသွားရဲ့ယောရဏတရားတွေငြိမ်တော့သမာဓိရမသွားဘူးလားဒါရသွားပြီဟုတ်တယ်မလားဒါကြောင့်ဒီကနေ့ဘုရားရှင်ကိုဒီအာနာပါနာတတိယပဋ္ဌာန်းနဲ့ပူဇော်နေတဲ့အချိန်ပဲဟုတ်ရဲ့လားဒါဘုရားရှင်ဟောထားတာရှိပါယောအာနန္ဒဓမ္မနုဓမ္မပฏิပန္နောဟောတိအာနန္ဒငါဘုရားထာ၌ခါသာအလိမ္မာညီဝအာနန္ဒယောအခြင်းပုဂ္ဂိုလ်ဒီဓမ္မာနုဓမ္မပฏิပန္နောငါဘုရားဟောတဲ့အတိုင်းတရားရှင်းသည်ဟောသည်ဖြစ်၏တောထိုငါဘုရားဟောတဲ့အတိုင်းတရားရှင်းနေတော်ပုဂ္ဂိုလ်ဒီတထာဂတံငါဘုရားကိုအဲ့ဒီမှာငါဘုရားကိုကရုတိမြတ်နိုးသည်မြည်၏မာနေငါဘုရားကိုမာနေသည်မြတ်နိုးသည်မြည်၏ငါဘုရားကိုလေးစားသည်မြည်၏ဒါဘုရားကဒီတရားတွေအားထုတ်မယ်ဆိုလို့ရှိရဲ့တဲ့ငါဘုရားကို
နော်ကရောတိယိုတင်နေတာအဲ့ဒါမာနေတိညံ့နိုးနေတာပရမယာပူဇာယအများဆုံးပူဇော်ခြင်းဖြင့်ပူဇော်နေတဲ့အချိန်ခုတရားတွေရဟန်းရှင်လူယောဂီတို့အားထုတ်နေတယ်ဆိုတာဘုရားကိုပူဇော်နေတာဒါဘုရားကိုအများဆုံးပူဇော်ခြင်းပေါ့တထဂတံပရမယာပူဇာယတထဂတံဘုရားရှင်ကိုပရမယာပူဇာယအများဆုံးပူဇော်ခြင်းနဲ့ပူဇော်နေတဲ့အချိန်ယောဂီတို့ဘယ်လိုဆွမ်းလဲပန်းပေါင်းတစ်ထောင်ပန်းပေါင်းတစ်တောင်းပန်းပေါင်းတစ်သိန်းသမီးပေါင်းတစ်ထောင်သမီးပေါင်းတစ်တောင်းသမီးပေါင်းတစ်သိန်းသူယုံမဲမြည်တယ်ပူဇော်တာမမြည်ဘူးအခုဓမ္မာနုဓမ္မပฏิပန်သောတရားကိုကျင့်ပြီးတော့တရားကိုအားထုတ်နေတာဒီတဲ့ဘုရားကိုပူဇော်နေတဲ့အချိန်ဒီဘဝဒီခန္ဓာဒီတာရဏနဲ့တွေ့လို့ဓမ္မာနုဓမ္မပฏิပန်သောတရားကိုတရားနဲ့ကျင့်ပြီးပူဇော်ရတာဘုံကကြည်မားတဲ့မြတ်စွာဘုရားရဲ့တာရဏမှာဘုံကကြည်မားတဲ့လူအဖြစ်ရလို့ဒီကနေ့တာရဏနဲ့တွေ့လို့ဒီတရားတွေကျင့်ပြီးပူဇော်နေရတာမဟုတ်ဘူးလားအာရဒစိတ်တော်တေမိဣမာယပရိပဒါယဘေဝေချတာချစ်တယ်မိတို့ဣမာယပရိပဒါယဤတို့တရားကျင့်ခြင်းဖြင့်အာရဒစိတ်တော်ငါဘေဟာအာရဒစိတ်တော်ငါဘေဟာစိတ်နှစ်သက်တော်မူသည်အတ္တမိဖြစ်၏ချစ်တာချစ်တယ်မိတို့တဲ့ဤကဲ့သို့တရားကျင့်နေခြင်းဤကဲ့သို့တရားကျင့်နေတာကိုငါဘေဟာစိတ်နှစ်သက်တော်မူတယ်တဲ့အဲ့တော့တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်ကိုဘုရားကနှစ်သက်တယ်ဘုရားနှစ်သက်တယ်ဆိုတာတခြားလားဘုရားချစ်တာတရားအားထုတ်မှဘုရားချစ်တာတရားအမလို့ပဲတော့ဘိက္ခဝေချစ်တာချစ်တယ်ပြီးလို့မခေါ်ဘူးဒီဘဝဒီခန္ဓာဒီသာရဏနဲ့တွေ့နေလို့ဒီတရားတွေအားထုတ်လို့ဘုရားရဲ့အချစ်ခံရတယ်ဘုန်းကြီးတို့ရောယောဂီတို့ရောတတန်တရားလုံးဂင်္ဂါဝါလူတဲစုမကပွင့်တဲ့ဘုရားတွေကြောခိုင်းပြီးကာမဂုဏ်ဆိုတဲ့တားချစ်မရချစ်လင်ချစ်မရချစ်အကုန်လုံးနေလာခဲ့တဲ့တန်တရားကြီးမှာပြောလာတာဒီကနေ့ကံကောင်းလို့ဘုရားရှင်တာရဏမှာလူဖြစ်လာလို့ဒီတရားတွေဘုရားရှင်ဟောတဲ့နဲ့ကျင့်နေလို့ဟောဘုရားချစ်တဲ့ချစ်တာချစ်တဲ့မိတွေဖြစ်ပြီဟုတ်ရဲ့လားဒါကြောင့်မို့လို့ဘိက္ခဝေချစ်တာချစ်တဲ့မိတို့ဣမာယာပฏิပဒါယာဤတို့တရားကျင့်ခြင်းသည်အာရဒစိတ်တော်ငါဘုရားစိတ်တော်နဲ့နှစ်သက်တော်မူသည့်အတ္တမိဖြစ်၏တောက်ဥပရိပန္နာတပါဠိတော်ဘုရားရှင်ရဲ့ရှင်တို့တော်ကြောင့်မဟုတ်ကထုတ်ဖော်ပြီးတော့ဟောသွားတဲ့တရားအဲ့တော့ဒီတရားတွေအားလုံးမှာဘုရားချစ်တာဘုရားအချစ်ခံနေရပြီတရားအမလို့တော့ဘုရားမချစ်ဘူးဟုတ်တယ်မလားဒါကြောင့်တရားအထုတ်တဲ့အခါမှာကိုစွမ်းနေတဲ့ကြောင့်တဏှာဆိုတဏှာဒိဋ္ဌာဒမပြင်းတဲ့မလုံးနဲ့မကုန်းနဲ့ဒိဋ္ဌာအောင်ထိုင်တဏှာဆိုနဲ့မပြင်းတဲ့မလုံးနဲ့ဒိဋ္ဌာအောင်ထားကိုစွမ်းတဲ့တော့ထိုင်ဖို့ဟုတ်လား15မိနစ်ထိုင်နေတဲ့ထိုင်ဖို့ဒါပဲရှိတယ်ဟုတ်တယ်မလားဘုရားကိုပူဇော်တာမဟုတ်ဘူးလားတေမာကြောက်တယ်လားပုရုဇဉ်အတင်နဲ့တည်ကျင်သလားအရိယအတင်နဲ့တည်ကျင်လားတတန်တရားလုံးကဘုန်းကြီးရောယောဂီတို့ရောပုရုဇဉ်အတင်နဲ့တည်ရတာဒီဘဝဒီခန္ဓာဒီသာရဏမှာဘုရားရှင်တာရဏနဲ့တွေ့တဲ့အခါမှာအရိယတည်ကျင်နဲ့တည်ဖို့မကောင်းဘူးလားတေမာကြောက်တယ်လားတေမာကြောက်တယ်လားတရားထိုင်လဲတေမာပဲတရားမထိုင်လဲတေမာပဲခန္ဓာမရလဲသဘောတက္ကတရားတာပဲဒီတရားမထိုင်မဲနဲ့တည်တာကပုထုဇဉ်ရဲ့အတိဘဝတိုင်းတည်တဲ့တရားထိုင်လို့တရားထိုင်လို့တည်တာကတရားတည်ပြီးတည်တာအရိယအတိအရိယတရားကိုကျင့်မှအရိယဖြစ်ပြီးအရိယအတိနဲ့တည်ရတာမဟုတ်လားဒါနဲ့တရားထိုင်ရမှာကြောက်တယ်လားတည်မှာကြောက်တယ်လားတည်ခြင်းတည်တဆန်းကြပါစေဘာဝနာခါကပွားလို့မြတ်ဘုရားကိုပဲပူဇော်သွားမယ်လေဟာဒီခန္ဓာ၅ပါးယုံနာ၅ပါးကိုဘုရားရှင်ကိုတဏှာနဲ့တိုင်းမှာငါပူဇော်ပြီးပြီငါညောင်းလည်းမပြင်ဘူးရလည်းမကုန်ဘူးမောလည်းမရတော့ဘူးငါအဋ္ဌံတော့ငါဖြစ်မကောင်းတည်ခြင်းတည်သွားပါစေတော့ဒါတရားထိုင်နေတည်ပါလားတရားထိုင်နေတည်နေတည်ပါလားလူတည်ပါလားကိလေသာတည်ပါအခုကိလေသာတောင်တည်ငါတည်သွားပြီဝင်လေထွက်လေပေါ်တမာတိရှိသွားတယ်ဟုတ်တယ်မလားဒါကြောင့်ဒီကနေ့ယောဂီတို့မိမိတို့ရဲ့ဒီဘုရားကိုတရားထိုင်ခြင်းဟာပါတယ်ဓမ္မနဲ့ပူဇာအပရာဟုတ်တယ်မလားကဲဆိုဒါလေးဆိုပြီးတရားဝဲသိမယ်သေခြင်းသေသစ္စာကြပါစေဘာဝနာခါကပွားလို့
မြတ်ဖရာကိုပဲပူဇော်သွားမယ်လေတေခြင်းသေးတဆန်းကြပါစေဘာဝနာခါကပွားလို့မြတ်ဖရာကိုပဲပူဇော်သွားမယ်လေအရေးသာကျွင်းခြင်းကျွင်းပါစေဘာဝနာခါကပွားလို့မြတ်ဖရာကိုပဲပူဇော်သွားမယ်လေအယိုးသာကျွင်းခြင်းကျွင်းပါစေဘာဝနာခါကပွားလို့မြတ်တရားဘာဝနာခါကပွားလို့မြတ်ဖရာကိုပဲပူဇော်သွားမယ်လေအကျော်သာကျွင်းခြင်းကျွင်းပါစေဘာဝနာခါကပွားလို့မြတ်ဖရာကိုပဲပူဇော်သွားမယ်လေအတွေ့ဟူတယ်များခန်းချောက်ခြင်းခန်းချောက်သွားပါစေဘာဝနာဖြာဖြာပွားလို့မြတ်ဖရာကိုပဲပူဇော်သွားမယ်လေအတွေ့ဟူတယ်များခန်းချောက်ခြင်းခန်းချောက်သွားပါစေဘာဝနာခါကပွားလို့မြတ်ဖရာကိုပဲပူဇော်သွားမယ်လေကာယသာခန္ဓာကိုယ်ကိုလည်းကောင်းဇီဝိသေသတဲ့ကိုလည်းကောင်းအနာပေခာတံမငဲ့ွယ်မူ၍ဥပတပေတိအထုပါတုတ်မာဝတုတ်တလေခံကပြောတဲ့စကားတော်တရားတော်အရာဒီကနေ့တရားအထုတော်ယောဂီဘောအာလုံးတုံမေရရှင်လူယောဂီပေါင်းသူတော်ကောင်းတို့တောင်းမေတင်သူတော်ကောင်းပေါင်းတို့ဒီဣမံဓမ္မဒေသနာနိဝရဏဘေကွာအာနာပါနာဒေသနာဆိုတဲ့တရားဒေသနာတော်များကိုဒါရိထဆောင်ထားကြပါကုန်လောဒါတတဝါဆောင်ထားကြကုန်သည်ဖြစ်၍ပါဝေထရှုမှတ်ပွားများအာထုတော်မူကြပါကုန်လောပါဝတဝါရှုမှတ်ပွားများအာထုနိုင်ကြကုန်သည်ဖြစ်၍နိဗ္ဗာန်ဆင်းရဲခတိတ်ချုပ်ပြငြိမ့်တဲ့ဉာဏ်နိဗ္ဗာန်ကိုတစ္ဆေကရောတိမေညာပူညာဖြင့်တစ္ဆေကရောတိမေညာပူညာဖြင့်ရနိုင်ရောက်နိုင်မျက်မှောက်ပြုနိုင်ကြပြီးဒီဘဝဒီခန္ဓာဒီတာရဏမှာအဘေတကားပိတ်တဲ့မဟာသောတာပန်ကြီးတွေဖြစ်ကြပါစေကုန်တည်း